မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The World Power မြန်မာ Audio Book အစီအစဉ်လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ The Law of Human Nature Summary ဖြစ်ပါတယ်အားလုံးပဲနားဆင်ကြည့်ပါဦးကျွန်တော်အနေနဲ့ကတော့တရားသိရဲ့နေပယ်မှာဘလောက်တော်တယ်ထက်တယ်ဆိုတာကိုစိတ်မဝင်စားပါဘူးသင်ကလူတွေပေါ်နားမလည်ဘူးဆိုရင်တော့သင်ကသင်ရဲ့ဆွမ်းအားတွေကိုအသုံးမဝင်အောင်လုပ်နေတာနဲ့အတူတူပါပဲဒါကစာရေးဆရာ Robert Greene ကပြောခဲ့တဲ့စကားပါဒီနေ့တော့စာရေးဆရာ Robert Greene ရဲ့နောက်တဲ့စာအုပ်ဖြစ်တဲ့ The Law of Human Natureလူတဘာဝရဲ့ဥပဒေသားများဆိုတဲ့စာအုပ်ကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။လူတချို့ကတော့ဒီစာရေးဆရာကိုမကြိုက်ကြပါဘူး။သူရဲ့စာအုပ်တွေကမကောင်းဘူး။သူများကိုထိခိုက်စေတဲ့စသဖြင့်ပြောကြတယ်။ကျွန်တော်ထင်တာကတော့ဒါကဘာကြောင့်ဖြစ်ရတယ်လဲဆိုရင်စာရေးဆရာကကျွန်တော်တို့မပြောချင်ကြတဲ့လူတဘာဝရဲ့အမောင်ဘတ်ချမ်းကိုပြောပြတတ်လို့ဒါမှမဟုတ်ကျွန်တော်တို့မှမကောင်းတဲ့အမောင်ဘတ်ချမ်းကအရေးသွေးတွေရှိနေတာကိုဝန်မခံခြင်းတဲ့အကြောင်းကိုပြောပြတတ်လို့ထင်မိပါတယ်။ကျွန်တော်တို့ရဲ့မိမိဘာသာနားလည်တတ်ခြင်းနဲ့ကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေကိုနားလည်တတ်ခြင်းကဘဝမှာကျွန်တော်တို့ရရှိနိုင်တဲ့အကောင်းဆုံးသောအရေးအပါဆုံးသောအရေးသေးတစ်ခုဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကလူမှုအတိုင်းဝိုင်းနဲ့နေကြတာပါ။လူတွေနဲ့နေစဉ်ဆက်ဆံနေကြရတယ်။ဒါပေမဲ့ကျွန်တော်တို့အများစုကတော့ဒီအရေးသေးနဲ့ပတ်သက်ပြီးသိမကောင်းကြပါဘူး။ပေါင်းတဲ့ဆက်ဆံရေးညံ့ကြပါတယ်။ကျွန်တော်ကလူတွေနဲ့ဆက်ဆံတဲ့နေရာမှာညံ့ပြင်းတဲ့အတွက်အလုပ်ပြုတ်သွားတဲ့လူတွေပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့လူတွေကိုတွေ့ဘူးပါတယ်။ဒီဗီဒီယိုမှာတော့ဥပဒေသား18ခုပါဝင်နေပါတယ်။ပြီးတော့ကျွန်တော်ကိုယုံကြည်ပါ။ကျွန်တော်အသိကိုလူတွေနဲ့ပတ်သက်တဲ့အရေးသေးကိုနောက်အဆင့်တစ်ခု level တစ်ခုရောက်အောင်ခွန်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။ဥပဒေသား1မနာလိုမှုရဲ့ဥပဒေသားကျွန်တော်ရဲ့ပထမဦးဆုံးအလုပ်ကရှုပ်တဲ့ဆိုင်မှာအယောင်းဝန်တန်းလုပ်ခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်ရဲ့မန်နေဂျာကအရန်ကိုမနာလိုစိတ်ကြီးတဲ့လူတစ်ယောက်ပါ။လူတိုင်းကိုကြွယ်ရမှာအတင်းပြင်းပြောတတ်ဝေဖန်တတ်တဲ့လူတစ်ယောက်ပေါ့။သူမကကျွန်တော်ကိုမြောက်ပင့်ပြောဆိုတတ်ပေမဲ့ကျွန်တော်ကတော့စော်ကားနေတယ်ပြည့်ရပြူနေတယ်လို့ပဲမြင်မိပါတယ်။ပြီးတော့သူမရဲ့ဟာသားတွေကလည်းလူတိုင်းကိုမသက်မသာဖြစ်စေပါတယ်။ဘာလို့လဲဆိုတော့သူမကကျွန်တော်တို့ကိုတိတ်တဆိတ်နဲ့လောင်ရီနေတဲ့လူပါ။လာနေကြာသွားတော့ကျွန်တော်ပူကောင်းတဲ့အလုပ်ရသွားတဲ့အချိန်မှာကျွန်တော်စိတ်သက်သာရသွားမိပါတယ်ဒီအပတ်ထဲမှာပဲမမျော်လင့်မဲနဲ့ကျွန်တော်ရဲ့လုပ်ပေါ်ကံပဲအဟောင်းနဲ့ပြန်တွေ့တယ်အဲ့ဒီမှာသူကကျွန်တော်ကိုမေးတော့တာပဲကျွန်တော်ကငွေကိုင်းစရေးစီကနေငွေတွေခူးမိလို့အလုပ်ထုတ်ခံရတယ်လို့ကြားတယ်ဟုတ်လားဆိုပြီးတော့မေးလာခဲ့တယ်ကျွန်တော်အရန်ကိုထိတ်လန့်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့မန်နေဂျာကကျွန်တော်အကြောင်းနဲ့ပတ်သက်ပြီးတော့မဟုတ်မမှန်နဲ့ကောလာဟာလာတွေကိုဖြန့်ထားပြောထားတယ်ဆိုတာကိုသိလိုက်ရလို့ပါသင်ကဝန်ခံခြင်းစိတ်ရှိမှာတော့မဟုတ်ပေမဲ့တရားသင်ကိုယ်တခြားလူတွေနဲ့အနိုင်ရှင်တတ်ပါတယ်တချို့ကတော့နိုင်ရှင်နာကိုဆရာတက်ကြွစေမယ့်အရာတစ်ခုပြည့်အသုံးချပြီးတော့တချို့ကတော့အဲ့ဒီနိုင်ရှင်နာကိုမနာလိုဖြစ်မှုအဖြစ်ပြောင်းလဲလိုက်ပါတယ်လူအများစုကသူတို့ရဲ့မနာလိုဝန်တိုဖြစ်မှုကိုမထုတ်ဖော်ကြပါဘူးဒါပေမဲ့တရားအောက်ကသင်ကိုဖျက်လို့ပြည့်စည်လုပ်နေတယ်ဒါမှမဟုတ်သင်အကြောင်းကောလာဟလာတွေဖြတ်နေတယ်ဆိုရင်တော့သင်ကအရန်ကိုအန္တရာယ်ရှိတဲ့မနာလိုဝန်တိုစိတ်ကြီးတဲ့လူနဲ့တွေ့နေပါပြီမနာလိုဝန်တိုဖြစ်နေတယ်ဆိုတဲ့လက္ခဏာတွေကသိတာပါတယ်တကယ်လို့တရားအောက်ကသင်ကိုမနာလိုဖြစ်နေသလားဆိုပြီးတော့စမ်းသပ်ခြင်းနဲ့ဆိုရင်တရားသူတို့ကိုသင်ရဲ့သတင်းကောင်းတစ်ခုခုကိုပြောပြကြည့်လိုက်ပါပြီးတော့သူတို့ရဲ့တုံ့ပြန်မှုကိုလေ့လာကြည့်ပါအထူးအရေးကြီးတာကတော့သူတို့ရဲ့မျက်လုံးတွေပေါ့သူတို့ကအအောင်ဖို့ကောင်းတာတွေကိုပြောနေတဲ့အချိန်မှာသူတို့ရဲ့မျက်လုံးတွေကရန်လုံမှုတွေကိုပြနေတတ်ပါတယ်သင်ကစကြင်ဘက်ကိုလည်းလိုက်လို့ရပါတယ်သင်ရဲ့သတင်းစိုးကိုသူတို့ကိုပြောပြလိုက်ပြီးတော့သူတို့မှပျော်ရွှင်မှုအရေးအယောင်လေးတွေပေါ်သွားမလားဆိုတာကိုစောင့်ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့မန်နေဂျာလုပ်ခဲ့တယ်လို့ပါပဲမနာလိုဝန်တိုစိတ်ကြီးတဲ့လူတွေကသင်ကိုမသက်မသာဖြစ်စေတယ်လှမ်းပြောင်ခံရရတယ်လို့ဖြစ်စေပါတယ်သူတို့ကသင်ကိုချီးမွမ်းပြောဆိုနေကြရင်တောင်မှပေါ့အတင်းပြင်းပြောတာကလည်းမနာလိုမှုရဲ့လက္ခဏာတစ်ခုပါပဲဒီလိုမနာလိုဝန်တိုစိတ်ကြီးတဲ့လူတွေနဲ့ဝေးနိုင်သလောက်ဝေးအောင်နေပါသူတို့စီကကောင်းတာဘာတစ်ခုမှရမှာမဟုတ်ပါဘူးဒါပေမဲ့သင်မှာတခြားရွေးချယ်စရာရှိမနေခင်တော့ဒီလူတွေရဲ့မနာလိုမှုတွေကိုပြန်တွန်းလှန်နိုင်ဖို့ကြိုးစားပါအဲဒီလိုလုပ်ဖို့ဆိုရင်မကြွားဝါပါနဲ့သင်ဘဝအကြောင်းကိုနည်းနည်းများနည်းအောင်ပဲသူများကိုပြောပြပါပြီးတော့လူတွေအာရုံစိုက်တာကိုမခံရစေဘူးတတ်နိုင်သလောက်ကြိုးစားပါသင်နားမှာသင်အောင်မြင်မှုအတွက်ပျော်ရွှင်ပေးတဲ့လူတွေပဲရှိနေပါစေပြီးတော့သင်ဘဝတွေကိုအပြုသဘောအပေါင်းသဘောတွေကိုဆောင်လာတဲ့လူတွေကိုပဲသင်ပေးနာမှာထားပါအခုသင်ကတရားအောက်ကသင်ကိုမနာလိုဝန်တိုဖြစ်နေတယ်ဆိုတော့ကိုခံစားမိနေတယ်ဆိုရင်တော့သင်မြင်နေရတာကအမှန်တရားရဲ့တစိတ်တတိသားလေးပဲဖြစ်တယ်ဆိုတာကိုကိုအမြဲသတိပေးနေပါတခြားလူတွေရဲ့ဘဝတွေကလည်းသင်လိုပဲအတက်အကျနဲ့အမြင်ရှိနေတယ်ဆိုတာကိုလည်းသတိရပေးပါတခြားလူတွေအတွက်ပျော်ရွှင်ခံစားပေးတတ်အောင်လေ့ကျင့်ပါဒါဆိုရင်သင်ကမနာလိုမှုတွေကိုလေးစားအားကျခြင်းနဲ့အစားထိုးနိုင်ပါလိမ့်မယ်ဥပဒေသားနှစ်သရုပ်ဆောင်ခြင်း The Law of Role Playing ဥပဒေသားမိတ်ဆွေကအခုလို audio book လေးတွေကိုစိတ်ဝင်စားနေဆိုရင်တော့မြန်မာနိုင်ငံသားမရွေးစာအုပ်လေးတွေကိုတနေရာထဲမှာနားဆင်ခန်းစားနိုင်တဲ့ကျွန်တော်တို့ရဲ့ World Power audio book လေးကို download ဆွဲထားလိုက်ပါစာအုပ်ဘက်ဖို့အချိန်မရှိသူတွေနဲ့ကမ္ဘာကျော်နိုင်ငံသားစာအုပ်တွေကိုမြန်မာလိုနားဆင်ခြင်းတဲ့သူတွေအတွက်အနှစ်ချုပ်လေးတွေကိုပါတနေရာထဲမှာနားဆင်နိုင်ပါတယ်စာအုပ်တွေကိုမျိုးစားအလိုက်ခွဲထားပါသေးတဲ့မိတ်ဆွေတို့စိတ်သက်ပိုင်းဘဝနေနည်းစိတ်ပညာငွေကြီးစီးပွားရေးအစအစပေါ့လိုင်းမရှိတဲ့ကနားထောင်နိုင်ဖို့အတွက်ကိုကြရစာအုပ်လေးတွေကိုပါ app ထဲမှာ download ထားနိုင်ပါသေးတယ်ပြီးတော့စာအုပ်အသစ်တို့ကိုနေ့စဉ်နေ့တိုင်းစူးစမ်းတင်ဆက်ပေးသွားမှလည်းဖြစ်ပါတယ်နံပါတ်မဝင်ခင်စမ်းနားဆင်ကြည့်နိုင်ဖို့အတွက်
အခမဲ့စာအုပ်9အုပ်ကိုလည်းထားပေးထားပါတယ်မမဝင်ကြီးကလည်းအရန်တောင်လုပ်ပေးထားပါတယ်တစ်လမှ4900ကျပ်သေးပါဟုတ်ပါတယ်4900ကျပ်သေးပါအပြင်မှာစာအုပ်တအုပ်ပေးဝယ်ရလောက်အောင်မရှိပါဘူးပြီးတော့မိတ်ဆွေတဲ့ဝင်ကြီးရဲ့20ရာခိုင်နှုန်းကို4900ကျပ်သေးက900ကိုတကယ်အကူအညီလိုအပ်နေကြတဲ့မိဘမေခရီးနဲ့ဘဝရည်သားအသီးတို့မှလည်းလစဉ်နဲ့များလူတန်းပေးသွားအောင်မှာဖြစ်ပါတယ်တလားကနေတနေ့ထိမမဝင်နိုင်ပါတယ်အသေးစိတ်စုံစမ်းမှုအတွက်ဒီ video description နဲ့ comment မှာလည်းဆက်သွယ်ဖို့ဖုန်းနံပါတ်ကလေးတွေကိုတွေ့ရှိနိုင်ပါတယ်နိုင်ငံခြားကဆက်သွယ်လို့တဲ့မိတ်ဆွေတို့အတွက် Facebook Messenger နဲ့ email address လေးတွေကိုပါချထားပေးပါတယ်ခင်ဗျာဒီ video ကိုကြည့်ပြီး member ဝင်လို့တဲ့မိတ်ဆွေတို့အနေနဲ့ဒီ discount code လေးကိုဆက်သွယ်တဲ့အခါပြောလိုက်ခြင်းဖြင့်6လသုံးဖို့တစ်နှစ်စာ member ဝင်ရမှာတစ်လအခမဲ့ရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီ code လေးကိုမှတ်ထားလိုက်ပါလို့ပြောရင်ကကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဆက်လိုက်ကြရအောင်ဥပဒေသားနှစ်သရုပ်ဆောင်ခြင်း The Law of Role Playing ဥပဒေသားလောကရဲ့လအချို့တုန်းကကျွန်တော်တငယ်ချင်းတယောက်ကကျွန်တော်ကိုအကူအညီတောင်းခဲ့ပါတယ်သူကပြည်သက်ကောင်မလေးတယောက်နဲ့တွဲနေတာကြားပြီးဖြစ်ပြီးတော့သူမကိုလက်ထပ်ခွင့်တောင်းချင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့အကြီးမားဆုံးအကြောက်တရားကိုဝန်ခံခဲ့တယ်ငါက Paris အထိသွားပြီးတော့သူမရဲ့မိဘတွေနဲ့တွေ့ရလိမ့်မယ်သူမရဲ့အဖေကဆက်ဆံရတဲ့ခက်တဲ့လူကစားတယောက်ဖြစ်ပြီးတော့သူကငါ့ကိုမုန်းနေတယ်လို့ငါထင်နေမိတယ်ဒီလိုမျိုးပြောပြခဲ့ပါတယ်ကျွန်တော်ရဲ့တငယ်ချင်းကသူ့အနာဂတ်ယောက်ျားရဲ့အကြောင်းတွေကိုသိရအောင်စုံစမ်းခဲ့ပါတယ်ပြီးတော့သူကကျွန်တော်အကူအညီနဲ့သူနဲ့သူ့ရဲ့ယောက်ျားတို့ပြောပြကြမယ်စကားပြောကြတဲ့ပုံစံမျိုးကိုလေ့ကျင့်ခြင်းခဲ့တယ်ဒါမှလည်းသူ့ယောက်ျားနဲ့တွေ့တဲ့အခါရှော့ရှူဖြစ်နေမှာပါတင်ရတဲ့ရဲ့ပူကောင်းတဲ့ပုံစံကိုတခြားလူတွေကိုပြသခြင်းနဲ့မလားတင်ကိုချင်းစာကြည့်ပြီးလို့ရပါတယ်ဒီလိုပူကောင်းတဲ့ပုံစံကိုပြသခြင်းတဲ့နေရာတွေကစီးပွားရေးအစည်းအဝေးလည်းဖြစ်နိုင်တယ်လို့အလုပ်အင်တာဗျူးဒါမှမဟုတ်မိသားစုတွေ့ဆုံပွဲတွေလည်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့ရဲ့အတွင်းစိတ်အစစ်အမှန်အရေးကြီးအစစ်အမှန်ဒါမှမဟုတ်ကျွန်တော်တို့ဘယ်လိုဆိုတာကိုကဘာကြီးကိုပြသတာကရှားပါတယ်မျက်နှာပုံ max တွေတက်ပြီးသီးဥဆောင်နေကြတာနဲ့ပို့တူပါတယ်အလုံးမနေတဲ့ပုံစံနဲ့မိသားစုဒါမှမဟုတ်တငယ်ချင်းတွေနဲ့ရှိနေတဲ့အချိန်တွေမှာနေတဲ့ပုံစံတွေကကွာခြားမှုတွေရှိပါတယ်ကျွန်တော်တို့ဘာလို့ဒီလိုလုပ်ရတာလဲဆိုတော့လူတွေနဲ့ဆက်ဆံရတာပိုအဆင်ပြေအောင်လို့ပါကျွန်တော်တို့ရဲ့အထိပ္ပယ်အစစ်မှန်နဲ့ဆောင်ရွက်မှုအစစ်မှန်တွေကလူမှုဆက်ဆံရေးမှာအဆင်မပြေဖြစ်တတ်တဲ့အတွက်ဒီလိုဟန်ဆောင်ကြရတာပဲဖြစ်ပါတယ်ဟန်ဆောင်ဖုံးကွယ်မှုတွေကိုမလုံနိုင်တဲ့လူဒါမှမဟုတ်သူတို့တွေးမိတဲ့အတိုင်းပြောတတ်တဲ့လူကဆက်ဆံရတာမကောင်းနေဘူးလူတော့မတူဘူးပြီးတော့အမုန်းတော်မှခံရကောင်းခံရနိုင်ပါတယ်တကယ်လို့သင်ကကံကောင်းမယ်ဆိုရင်တော့သင်ရဲ့အနီးကပ်ဆက်ဆံရေးတွေမှာပိုပြီးအစစ်အမှန်သင်ပုံစံနဲ့နေနိုင်ပါလိမ့်မယ်ဒါပေမဲ့အများစုဆက်ဆံရေးတွေမှာတော့ဒီလိုအစစ်အမှန်ပုံစံနဲ့နေလို့မရပါဘူးအထူးသဖြင့်တော့သင်ရဲ့အလုပ်မှာပေါ့တကယ်လို့သင်ကဒီဥပဒေသားကိုလက်လျူရှုခဲ့မယ်ဆိုရင်တော့သင်ရဲ့ပေါင်းတဲ့ဆက်ဆံရေးအရေးအချင်းတွေကိုတိုးမြင့်နိုင်စေမဲ့အခွင့်အရေးတစ်ခုကိုလက်လွတ်မိလိုက်တာပါသင်အတွက်အကျိုးရှိစေဖို့ဒီအသိပညာကိုအသုံးချဖို့အတွက်အကြံပြုစရာနှစ်ချက်ရှိပါတယ်အကြံပြုချက်နံပါတ်1လူတွေနဲ့ဆက်ဆံတဲ့နေရာတွေမှာမျက်နှာပုံတက်ဖို့လိုအပ်တယ်ဟန်ဆောင်မှုလိုအပ်တယ်ဆိုတာကိုလက်ခံပြီးတော့လူမှုဆက်ဆံရေးမှာသင်ရဲ့ဟန်ဆောင်မျက်နှာပုံကိုဂုဏ်ယူစွာနဲ့တက်ဆင်သုံးချပါဒီလိုလုပ်ခြင်းကကျင့်ဝတ်နဲ့မညီတာမဟုတ်ပါဘူးသင်မျှော်လင့်ထားတာလေးကိုသင်လုပ်ယူမှာပဲအကြံပြုချက်နံပါတ်2ကျွန်တော်တို့ရဲ့ဟန်ဆောင်မျက်နှာပုံတွေမှာအကွဲကြောင်းအနာစာလေးတွေရှိနေပြီးတော့ကျွန်တော်တို့ရဲ့အစင်မှန်ပုံစံကိုဖော်ပြမိသွားတတ်ပါတယ်တခါတလေမှာသင်ကလူတွေကိုလေ့လာပြီးတော့သူတို့အကြောင်းကိုပိုသိနိုင်ပါတယ်ကလေးတွေကအတော်ဆုံးလေ့လာတတ်တဲ့လူတွေပါပဲဒါကလူလိန်တွေကဘာကြောင့်ကလေးတွေကိုသဘောမကျရတာလဲဆိုတဲ့အကြောင်းပြချက်ပါပဲသင်လုပ်ဖို့လိုတာကတော့အဲ့ဒီကလေးတွေရဲ့လေ့လာနိုင်စွမ်းကိုပြန်ဖော်ထုတ်တတ်ဖို့ပါပဲလူတွေရဲ့မျက်နှာအမူအရာအသေးစိတ်တွေစိတ်တင်းကျပ်နေတဲ့အမူအရာတွေအတင်းအပြုံးတုလှုပ်ပြုံးတာတွေကိုသတိထားလေ့လာကြည့်ပါသူတို့ရဲ့တန်နေတန်ထားကိုအာရုံစိုက်ကြည့်ပါနေပြောတာမြန်ပြောတာတွေကိုလည်းသတိထားလေ့လာပါဒါပေမဲ့သင်ကသူတို့ကိုလေ့လာနေတယ်ဆိုတာကိုအယံမသိတာပါစေနဲ့မဟုတ်ရင်တော့လူတွေကစိတ်ဆိုးတတ်ကြပါတယ်ပြီးတော့သူတို့ရဲ့အမူအကျင့်တွေကိုကာကွယ်ထားကြပါလိမ့်မယ်ဥပဒေသား3 compulsive behavior ရဲ့ဥပဒေသား compulsive behavior ဆိုတာကတော့စိတ်ထဲဆွဲနေတဲ့အရာတစ်ခုကြောင့်မလို့စိတ်လို့ရှားပြီးတော့ဒါမှမဟုတ်စိတ်လို့ရှားတော့ကိုပျောက်စေဖို့အတွက်အရာတစ်ခုခုကိုထက်ကလုံမိနေခြင်းတွေးမိနေခြင်းစတာတွေကိုပေါ်ပြတဲ့စကားတစ်ခုဖြစ်ပါတယ်အခြေအနေမှာအများနဲ့လူမားပြီးချစ်မိနေတဲ့တငယ်ချင်းတယောက်သင်စီမှာရှိနေသလားသူတို့ကနောက်တစ်ယောက်ကိုချစ်ရင်မတူတော့တော့ပါဘူးဆိုပြီးတော့ပြောတတ်ကြပြီမဲ့လာနေငယ်အတွင်းမှာပဲအသေးထက်ခွဲတတ်ကြတဲ့လူတွေပါလူတွေကိုမသိလိုက်ပဲနဲ့မကြာခဏစော်ကားမိတတ်တဲ့တငယ်ချင်းတယောက်ပေါ့သင်မှာရှိနေပါလားနောက်ထပ်ရပြီးတော့အဲ့ဒီအတွက်တောင်းပန်ပြီးမဲ့နောက်ထပ်လည်းထပ်လုပ်မိတတ်ကြတဲ့သူတွေပေါ့ကျွန်တော်တို့ရဲ့အမှုအကျင့် pattern ပုံစံတွေကိုကျွန်တော်တို့ရဲ့ character လို့ခေါ်တဲ့ဇယိုက်လက္ခဏာတွေကလွှမ်းမိုးထားတတ်ပါတယ်ဒီဇယိုက်လက္ခဏာတွေကကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာအတူရှိနေကြတာဖြစ်ပါတယ်ဒါကြောင့်သင်ကလူတွေရဲ့အမှုအရာလှုပ်ဆောင်ချက်တွေကိုအခြေတစ်ခုကြာလေ့လာပြီးတော့သူရဲ့ character ဇယိုက်လက္ခဏာကိုအလွယ်တကူသိနိုင်ပါတယ်သင်သတိရဖို့လိုတာကတော့လူတွေကတခုခုကိုလုပ်တယ်ဆိုရင်တစ်ချိန်နဲ့မလုပ်တတ်ပါဘူးကောင်းတဲ့အမှုအကျင့်ပဲဖြစ်ဖြစ်ဆိုးတဲ့အမှုအကျင့်ပဲဖြစ်ဖြစ်သူတို့ကထက်ကလုပ်တတ်ကြလေရှိပြီးတော့တကားတလေဆိုရင်အခြေအနေတွေအရင်နောက်မကြခင်အထိတောင်ဒါကိုသတိမထားမိတတ်ကြပါဘူးဒါဆိုရင်ဇယိုက်လက္ခဏာတွေအပေါ်မှာနားလည်ထားတဲ့သင်ရဲ့ဘဝတုဒ္ဒတွေကိုဆက်ဆံရေးတွေတိုးတက်စေဖို့အတွက်ဘယ်လိုအသုံးချကြမလဲအကြံပြုချက်နံပါတ်1လူတွေရဲ့အမှုအကျင့် pattern ပုံစံတွေကိုအာရုံစိုက်ပါသူတို့ကပြဿနာတွေအတွက်ဘယ်လိုဆုံးဖြတ်ချက်ချလဲ
ဘယ်လိုမျိုးဖြစ်ရှင်းနေဆိုတာကိုလေ့လာပါပိုအရေးကြီးတာကတော့စွမ်းအားတွေတာဝန်ယူမှုတာဝန်ခံမှုတွေနဲ့ဖိအားတွေကိုဘယ်လိုကံတွေဖြစ်ရှင်းနေဆိုတာကိုလေ့လာတာပါလူတွေကစိတ်ဖိအားများနေတဲ့အခြေအနေမှာဆိုရင်ပို့ပြီးတော့အတိအကျမခံသလိုပြောင်းလဲပြင်းလဲရှိနေတာကလည်းညှော်နေသွားတတ်ကြပါတယ်ဒီလိုချိန်ဟာသူတို့ကအမှန်တကယ်ဘယ်လိုလူစားတွေလဲဆိုတာကိုပြသနေတဲ့အခြေအနေဖြစ်ပါတယ်အကြံပြုချက်နံပါတ်1လူတွေနဲ့ဆက်ဆံမှုရွေးချယ်တဲ့အခါမှာတခြားအရာတွေထက်ပိုပြီးတော့ဇယိုက်လက္ခဏာကိုပိုတန်ဖိုးထားပေးပါသင်ရဲ့လက်တွဲပေါ်ကိုရွေးချယ်မိတာနဲ့ဥပမာပေးကြည့်အောင်ဇယိုက်လက္ခဏာကချစ်ဖို့ကောင်းတာဆွဲဆောင်မှုရှိတာတွေထက်ပိုအရေးကြီးပါတယ်ဒီလိုရွေးချယ်တတ်ခြင်းကသင်နဲ့ဇယိုက်မကန့်ညီတဲ့လူတစ်ယောက်နဲ့အစိတ်တောက်ဆန်တဲ့ toxic relationship တစ်ခုမှာနှစ်ပေါင်းများစွာအချိန်ကြီးဖြုံးတိမိတာမျိုးမဖြစ်ရလေအောင်ကူညီပေးပါတယ်တန်ပါတဲ့ပြောင်းလဲပြင်းလဲရှိတဲ့ကိုချင်းစာတတ်တဲ့ပြီးတော့သင်ကိုဆက်ဆက်မြဲမြဲဆက်ဆံပေးမဲ့လူတွေကိုပဲဆက်ဆံမှုရွေးချယ်ပါအကြံပြုချက်နံပါတ်3အစိတ်တောက်ဆန်တဲ့ဇယိုက်လက္ခဏာရှိတဲ့လူတွေကိုရှောင်ပါသင်အထူးသတိပြုတဲ့လူတချို့ကိုဆက်ပြီးတော့ပြောပြသွားပါမယ်အလွန်အကျွံပြည့်ပြည့်စုံခြင်းတဲ့လူသူတို့ကအလုပ်ပေါ်အရန်နှိမ့်မြုပ်ထားတဲ့ပုံစံလို့ထင်ရတယ်ဒါပေမဲ့သူတို့ကရလက်ကောင်းတွေရဖို့အတွက်ကိုပို့ပြီးတော့မှထိန်းချုပ်ချင်တတ်ပါတယ်ဘာကူမှဂရုမစိုက်တတ်တဲ့ပုံကန်တတ်တဲ့လူတွေသူတို့ကကြတော့ဥဆောင်လက်မှုခံရတာကိုမုန်းကြတယ်ပြီးတော့ဝေဖန်တာမျိုးကိုလည်းလက်မခံပေးနိုင်ကြပါဘူးသူတို့ရဲ့ပုံကန်စိတ်ကတဲ့ပုံမှာသိမချခင်ပဲကြာရောက်လာတတ်ပါတယ်ပုဂ္ဂိုလ်ရေးအစွဲကြီးသူတွေသူတို့ကအထီးလွယ်ရှားလွယ်ဖြစ်တတ်ကြတဲ့လူတွေဖြစ်ပြီးတော့အရှာအားလုံးကိုပုဂ္ဂိုလ်ရေးဆန်ဆန်ရှုမြင်တတ်ကြပါတယ်သင်ကကြက်ဥမကွဲအောင်ဂရုစိုက်နေရတယ်မျိုးသူတို့နဲ့ဆက်ဆံတဲ့အခါမှာဂရုစိုက်ဆက်ဆံမှရပါတယ်ပြီးတော့သူတို့ကိုစော်ကားမိသလိုများဖြစ်သွားမလားဆိုပြီးတော့လည်းပူပန်နေရတတ်တယ်အပြောကြီးတဲ့လူသူတို့ကတော့အထင်ကြီးခြင်းစရာကောင်းတတ်ပါတယ်ဒါပေမဲ့သင်ကသူတို့အကြောင်းကိုပိုသိလာနေသည်သူတို့ကသူတို့တခါမှမလုပ်ဘူးခဲ့တဲ့ဒါမှမဟုတ်ဘယ်တော့မှလုံးမှမဟုတ်တဲ့အလုပ်တွေကိုကြွားဝါပြောဆိုနေတဲ့ဆိုတာကိုသိသွားပါလိမ့်မယ်ကလေးဆန်တဲ့လူမင်းသားမင်းသမီးဒီလူတွေကကလေးဆန်စွာပြည့်မှုတတ်ကြပြီးတော့သူတို့လိုချင်တာကိုသင်ကမပေးတဲ့အတွက်သင်ကိုစိတ်မကောင်းဖြစ်အောင်တမျိုးဖြစ်သွားအောင်လုပ်တတ်ကြတယ်ကဲတင်ရှင်ဒီလူတွေကတော့သင်အတွက်အမြင်အသင်ရှိနေတဲ့သူတွေပါသင်အလိုရှိသမျှအရာတွေအားလုံးကိုပြီးတယ်ပြဿနာတွေကိုဖြေရှင်းပေးတယ်စတာတွေကိုလုပ်ပေးတတ်ကြပါတယ်မကြခင်မှာပဲသင်သိသွားမှာပါသူတို့ကသင်ကိုဝေချင်တာဒါမှမဟုတ်ထင်းချုပ်ချင်နေကြတဲ့လူတွေပါဥပဒေသား၄လိုချင်စိတ်ပြင်းပြခြင်းရဲ့ဥပဒေသားတကယ်လို့သင်ကကလေးတွေအတူတူစော့နေကြတာကိုကြည့်ဘူးမယ်ဆိုရင်စိတ်ဝင်စားဖို့ကောင်းတဲ့အမူအကျင့်တစ်ခုကိုသင်သတိထားမိပါလိမ့်မယ်ကလေးတယောက်စော့ဖို့ကစားစရာတစ်ခုကိုကင်ထားရင်တခြားကလေးတွေကလည်းအဲ့ဒီအယုတ်ကိုချက်ချင်းလိုချင်လာတတ်ပါတယ်ပြီးတော့သင်ကသူတို့ကြိုက်တဲ့ဘယ်ရုပ်ကိုမဆိုယူနိုင်တယ်ဝယ်ပေးမယ်လို့ပြောလိုက်မယ်ဆိုရင်သူတို့ဘယ်ရုပ်ကိုယူမယ်လို့ထင်မိတယ်ငယ်စဉ်ကလေးဘဝကလေးကစပြီးတော့လူတွေကသူတို့မရနိုင်တာမရှိသေးတာကိုလိုချင်တတ်ကြတယ်ဒီကလေးဘဝကအမူအကျင့်ဟာအချင်းချင်းတက်ပြီးဖြစ်တတ်ပါတယ်ကျွန်တော်တို့ကလိုချင်တာကိုရသွားပြီးတာနဲ့စိတ်ဝင်စားမှုပျောက်ဆုံးသွားတတ်ကြပြီးတော့တခြားအရာအသစ်တစ်ခုကိုတတ်မှတ်တတ်ကြပါတယ်ကျွန်တော်တို့ရဲ့စိတ်ကူးရင်တွေးတောထားမှုတွေကိုတက်ပြစ်နိုင်တာကရင်းနှီးကျွမ်းဝင်မှုနဲ့ခံမှန်းရလွယ်နေခြင်းတို့ပါပဲတကားတလေမှာကျွန်တော်တို့ကအရာတစ်ခုစီကနေနောက်တစ်ခုစီကိုပြောင်းလဲခြင်းကြပါတယ်ကျွန်တော်တို့မှာရှိပြီးသားအရာတွေကိုအလွယ်တကူပြင်းလာယူလာတတ်ပါတယ်ဒီအထက်မှာပေါင်းသင်းဆက်ဆံရေးတွေလည်းပါဝင်ပါတယ်လူတွေကလိုချင်တတ်မှတ်စိတ်ကိုမရက်တတ်နိုင်ကြပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့အကျိုးအတွက်ဘယ်လိုအသုံးချကြမလဲဆိုတာကိုတော့သင်ယူနိုင်ပါတယ်နည်းလမ်း၃ခုရှိနေပါတယ်အကြံပြုချက်နံပါတ်၁သင်ပါကိုလိုချင်တာလဲဆိုတာကိုရှာဖွေပါဘယ်ရာကအပြုသဘောအပေါင်းသဘောဆောင်တယ်ဘယ်ရာကထုတ်လုပ်နိုင်စွမ်းတွေကိုရှော့ချစေတယ်ဆိုတာတွေကိုလေ့လာပါသူတစ်ပါးရဲ့လည်စားမှုတွေကိုမခံရပါစေနဲ့ပြီးတော့လူတိုင်းလိုချင်နေကြတဲ့အတွက်လိုချင်တတ်မှတ်မိတာမျိုးမဖြစ်ပါစေနဲ့အနှုတ်သဘောဆောင်တဲ့မကောင်းတဲ့အမြင်တွေကိုလည်းမြင်တတ်ပါစေဥပမာအပြင်လူတွေကကြော်ကြားမှုကိုလိုချင်ကြတယ်ဆိုပါစို့ဒါပေမဲ့သူတို့လှုပ်ထားမိတာကကိုယ်ရေးကိုယ်တာလျှို့ဝှက်ထားမှုမရှိခြင်းလွတ်လပ်ခြင်းနဲ့နေတတ်ပါတယ်ကြော်ကြားမှုကိုတော့ဒီလိုပုံစံနဲ့မရနိုင်ပါဘူးအကြံပြုချက်နံပါတ်1ပျော်ရွှင်မှုကိုရှာပါသင်ယနေ့ရရှိထားတဲ့အရာအပေါ်မှာအကောင်းမြင်ပါပြီးတော့ကျေးဇူးတင်ပါသင်ရဲ့အတွင်းစိတ်နဲ့နက်နက်ရှိုင်းရှိုင်းဆက်သွယ်မှုရှိနေမယ်ဆိုရင်သင်ပြောင်းလဲဖို့လိုအပ်နေတဲ့အရာတွေကိုသာပြောင်းလဲစေနိုင်ဖို့အတွက်အာရုံစူးစိုက်မှုနဲ့ဆွမ်းအားကိုပေးပါတယ်အကြံပြုချက်နံပါတ်3ရဖို့ခက်ခဲတဲ့သူတစ်ယောက်ဖြစ်လာပါစေယူသားမှုနဲ့စစ်မှန်မှုတို့ကကောင်းတဲ့မျိုးဗီဇတွေဖြစ်ပါတယ်ဒါပေမဲ့အရန်များသွားခဲ့မယ်ဆိုရင်တော့သင်ကပြင်းဖို့ကောင်းတဲ့လူတစ်ယောက်ပြီးတော့ခံမှန်းရလွယ်တဲ့လူတစ်ယောက်ဖြစ်သွားပါလိမ့်မယ်ဒါဆိုရင်တခြားလူတွေရဲ့အာရုံစိုက်မှုတွေကသင်အစားတခြားလူတစ်ယောက်စီကိုရောက်သွားပါလိမ့်မယ်သင်လိုချင်တဲ့အရာတွေပေါ်မှာအာရုံစိုက်ထားမယ့်အစားတခြားလူတွေရဲ့စိတ်ကူးယဉ်မှုတွေနဲ့မပြည့်စုံသေးတဲ့ဆန္ဒတွေအပေါ်ကိုအာရုံစိုက်ထားပေးပါပြီးတော့သူတို့ဆန္ဒရှိတဲ့အရာဖြစ်လာပါကျန်တာတွေကတော့သူ့ဟာသူရောက်လာပါလိမ့်မယ်သင်ကိုသင်အပြင်ကနေကြည့်ပြီးတော့လူတွေကသင်ကိုဘယ်လိုမြင်နေသင်ရဲ့အလုပ်ကိုဘယ်လိုမြင်နေဆိုတာတွေကိုသင်သိသွားပြီဆိုရင်သူတို့ရဲ့သိမြင်နားလည်မှုတွေကိုသင်ကပုံဖော်လို့ရပါတယ်ပြီးတော့သင်လိုချင်တဲ့သင်ရဲ့ပုံရိပ်ကိုသူတို့ကိုသိရှိသွားအောင်ပြသပေးနိုင်ပါတယ်သင်ကသင်ရဲ့ပုံရိပ်ဒါမှမဟုတ်သင်အလုပ်ရဲ့ပုံရိပ်ကိုတားမြစ်ထားတဲ့အရာသို့မဟုတ်လျှို့ဝှက်အရာတစ်ခုခုပုံစံမျိုးဖမ်းလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီလိုလျှို့ဝှက်မှုကသူတို့ကသင်အကြောင်းကိုပို့ပြီးသိချင်စိတ်ဖြစ်လာအောင်နှိုးဆွပေးနိုင်တယ်လို့သင်ကိုပို့ပြီးဆွဲဆောင်မှုရှိစေပါတယ်အမြဲတမ်းအားရနေပြီးတော့သူတို့လက်လန်းမိအောင် available ဖြစ်နေအောင်မနေပါနဲ့ပြီးတော့လူတိုင်းကသင်ကိုအလုပ်လုပ်ပေးချင်လာစေမဲ့အထင်မြင်ချက်မျိုးရရှိအောင်သူတို့အထင်ကြီးသွားအောင်နေထိုင်ပါကစားစရာတစ်ခုအတွက်ရံပြစ်တတ်တဲ့ကလေးတွေလိုပါပဲတခြားလူတွေကလိုချင်နေတဲ့လူကိုလူအများကလည်းလိုချင်တတ်ကြပါတယ်
ဥပဒေသားငါဖိနေချုပ်ချယ်ချင်းဥပဒေသားသင်ကတခုခုကိုလုပ်နေရတာကိုအရန်ဆိုးရွားလွန်းနေတယ်လို့ခံစားရဘူးတာမျိုးရှိပါသလားအရန်ဆိုးရွားလွန်းလို့သင်ကိုယ်တော်မှထိတ်လန့်စေပြီးတော့စိတ်တွေကိုရှုပ်ထွေးသွားစေတဲ့အရာမျိုးပေါ့တကယ်လို့သင်ကမကောင်းတဲ့အလုပ်တွေစိတ်ထဲမှာတစ်ခါမှတောင်ပေါ်မလာဘူးလို့ပြောမယ်ဆိုရင်သင်ကဒါကိုဖိနေချုပ်ချယ်ထားလို့ပဲဆိုတာကိုကျွန်တော်ကသင်ကိုပြန်ပြောပါမယ်သင်ကအရေးထဲမှာပုံနေခြင်းဖြစ်ပါလေတခါတလေမှာကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့စီကနေပြီးတော့ဘုံကွယ်နေတတ်ပါတယ်ဘာလို့လဲဆိုတော့မကောင်းတဲ့အတွေ့တွေဖြစ်မိတယ်ဆိုတာကိုကိုယ်ဘာသာဝန်မခံခြင်းနဲ့အတွက်ပါပဲသင်ရဲ့အချိန်မှာသင်ရဲ့အဆိုးဆုံးစိတ်မလုံခြုံရမှုတွေသင်ရဲ့ကြောက်စရာအကောင်းဆုံးလျှို့ဝှက်ချက်တွေနဲ့ဆန္ဒတွေသင်ရဲ့ကနာမငြိမ်ဖြစ်မှုတွေနဲ့အတ္တကြီးမှုတွေကိုဖုံးကွယ်ထားတတ်ပါတယ်တခါတလေသင်ကအရန်စိတ်ပီစီတာအားနေသွားတာဒါမှမဟုတ်စိတ်ကနာမငြိမ်ဖြစ်သွားတာဆိုရင်ဒီအမောင်လျှို့ဝှက်ချက်တွေကသင်အရေးတွေကနေယူစိတ်ထွက်လာတတ်ပါတယ်ဒါကိုဝီယောဒီဖြစ်တာမတော်တဆအမှုအကျင့်စိတ်ကစားမှုပေါက်ကွဲထွက်ခြင်းစသဖြင့်ခေါ်ဝေါ်ကြပါတယ်ကျွန်တော်တို့ကအရေးတွေကိုဖုံးကွယ်ဖို့ကြိုးစားတတ်ကြပါတယ်ဒါပေမဲ့ဒီလိုလိုချင်းကမှန်ကန်တဲ့အရာတခုတော့ဟုတ်မနေပါဘူးကျွန်တော်တို့ရဲ့အရေးကိုကျွန်တော်တို့ကညှင်းဆန်နေလေအဲ့ဒီအရေးကပို့ပြီးတော့မှကြီးထွားတန်မာလာနေပါဒီအချင်းကရိုးရာယဉ်ကျေးမှုတွေမှာလည်းရှိနေပါတယ်ရိုးရာယဉ်ကျေးမှုကတားဆီးပိတ်ပင်လေးအဲ့ဒီယဉ်ကျေးမှုကိုလက်ခံတဲ့လူတွေစီမှာအရေးတွေရှိနေလေးပါဒါကကွင်းဆက်လူသက်သမားတွေရက်ဆက်တဲ့လူဆိုးတွေနဲ့အစွန်းရောက်အကြမ်းဖက်မှုတွေကဘာလို့များနေရတယ်ဆိုတာရဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်ပြီးပြည့်စုံမှုကိုပဲလေးလာမိခဲ့ကြတဲ့ပြတတ်ကြတဲ့လူတွေကိုတော့အတူရောက်နေအစ်စ်မဲ့မဟုတ်တာတွေလို့ပဲထင်နေတတ်ကြတယ်ဒါကဘာကြောင့်လဲဆိုရင်တော့သူတို့ကအမှန်တကယ်ဘယ်လိုလူစားဖြစ်တယ်ဆိုတာကိုဖိနေချုပ်ချယ်ထားတတ်ကြလို့ပါကျွန်တော်တို့ကအရေးတွေနဲ့လူတွေကိုပဲပို့ပြီးသတိထားမိပြီးတော့မှပေါင်းသင်းကြတာပါဘာလို့လဲဆိုတော့ကျွန်တော်တို့အကုန်လုံးကမပြည့်စုံကြတဲ့လူတွေမို့လို့ပါပဲဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပါမယ်အရေးကိုမြင်အောင်ကြည့်ပါသင်ကကဘာကြီးကိုပြသတဲ့သင်ရဲ့ပုံစံကိုအောင်စိုက်ထားပါသင်ကအမြဲတမ်းတက်ကြွပြီးပျော်ရွှင်နေတတ်တဲ့လူလားအမြဲတမ်းစိတ်ရှိပြီးတော့မှတည်ငြိမ်အေးစီးတဲ့လူလားသင်ကအဲ့ဓာတွေရဲ့စံကျင်ဘက်တွေရှိနေတဲ့လူတစ်ယောက်ဖြစ်ပြီးတော့အဲ့ဓာကိုဖုံးကွယ်ထားတာဖြစ်ကောင်းဖြစ်နိုင်ပါလေပြီးတော့တကယ်လို့သင်ကအလွန်ကျစိတ်လှရှာတဲ့ထီလွယ်ရှာလွယ်တုံ့ပြန်တတ်တဲ့လူလားဆိုတာကိုလည်းသတိထားကြည့်ပါတကယ်လို့သင်ကအဲ့ဒီလိုလူဆိုရင်တော့ဘယ်အရာတွေကသင်ကိုအဲ့ဒီလိုဖြစ်စေတာလဲဆိုတာကိုလေ့လာပါဒီလိုလေ့လာခြင်းကသင်ကိုသင်နက်နက်ရှိုင်သိရှိသွားစေပါတယ်အရေးတွေကိုလက်ခံလိုက်ပါသင်ကသင်ရဲ့တစ်စိတ်တစ်ပိုင်းကိုအရေးနောက်မှာဖုံးကွယ်ထားတယ်ဆိုတာကိုသိသွားခဲ့ရင်လည်းသူတို့ကိုလက်လျူမရှိလိုက်ပါနဲ့သင်ရဲ့အကြောင်းကိုသင်ကိုယ်တိုင်နားလည်သွားနိုင်မယ်ဆိုရင်သင်ကကိုချင်းစာတက်သွားပါမယ်ပြီးတော့သဘောကျတတ်သွားပါလိမ့်မယ်သင်ရဲ့အရေးတွေကိုရှာဖွေပါသင်ရဲ့ရခင်ကဖုံးကွယ်ထားခဲ့တဲ့အတွေ့အကြုံခံစားချက်တွေနဲ့ဆော့ကစားပါပြီးတော့စွမ်းရည်တစ်ခုထွက်လာရင်အဲ့ဒီစွမ်းရည်နဲ့သင်ရဲ့အလုပ်ဒါမှမဟုတ်သင်ရဲ့ဝါသနာကိုဆက်သွယ်ကြည့်လိုက်ပါအထူးသဖြင့်ကတော့ဒေတင်ဖန်နီးနိုင်တဲ့စိတ်ကူးညံကွန်မြူရတဲ့အလုပ်တွေနဲ့ပေါ့အရေးတွေကိုပြသပါသင်ကတူးဆန်းနေအောင်ဒါမှမဟုတ်အတ္တကြီးနေမိရင်လည်းသင်ကိုယ်သင်ယုံကြည်မှုကိုပြသပေးပါအောင်မြင်တဲ့လူတွေကတချို့ကအများနဲ့မတူတမှုထူးခြားနေတာအစင်လာတွေကိုသွေးပြီးနေတာစတာတွေကိုသင်သတိပြုမိပါလိမ့်မယ်ဒါကဘာကြောင့်လဲဆိုတော့လူတွေကသူတို့ရဲ့ကိုယ်ပိုင်အရေးတွေကိုလက်ခံလိုက်တဲ့အချိန်မှာပိုပြီးအောင်မြင်နိုင်ကြတဲ့အခွင့်အရေးတွေကိုရှားကြလို့ပါပဲဥပဒေသား6အတ္တပိမဝါဒရဲ့ဥပဒေသားခါကမေဘယ်ကိုသူ့ရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်ယူဆထားခဲ့ပါတယ်သူတို့ကအမြဲအတူတပူးတွဲရှိနေကြတယ်ပြီးတော့မေဘယ်လှုပ်ချင်တဲ့စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုအတူလှုပ်ကြလိမ့်ရှိတယ်ဒါပေမဲ့တရက်မှာတော့ခါကမေဘယ်ကိုဆုံးရှုံးရမှာကိုကြောက်လာခဲ့တယ်တရက်မှာတော့သူ့မိသားစုဝင်တယောက်တည်ဆုံးသွားတဲ့သတင်းဆိုးကိုသူချလိုက်ရတယ်သူ့ကိုအားပေးဖို့အတွက်မေဘယ်ကသူတို့ရုပ်ရှင်အတူကြည့်ရအောင်ရုပ်ရှင်လက်မှတ်တွေဝယ်လာပြီးခဲ့တယ်ခါကအရန်ဝမ်းနဲ့နေခဲ့ပြီးတော့အိမ်မှာပဲနေချင်တဲ့အကြောင်းကိုမေဘယ်ကိုပြောခဲ့တယ်ဒီလိုနဲ့မေဘယ်ကခါရဲ့ message တွေကိုတပတ်ကြာတဲ့အထိ message ပြန်မပို့ခဲ့ဘူးမေဘယ် message ပြန်ပို့တဲ့အချိန်မှာတော့ခါကအရန်အံ့ဩသွားတယ်မေဘယ်ကသူမရုပ်ရှင်လက်မှတ်တွေဝယ်လိုက်ရတဲ့အတွက်လျှက်စစ်မီတာပုတ်ကိုမပေးနိုင်တော့ကြောင်းပြောပြတယ်သူမဒီလိုလုပ်ပေးခဲ့တာတော့သူကသူမနဲ့ရုပ်ရှင်သွားမကြည့်ဘူးဆိုပြီးတော့မှသူမကပြောခဲ့ပါတယ်ခါကစိတ်မကောင်းဖြစ်သွားပါတယ်ဒါနဲ့တောင်းပန်လိုက်ပြီးတော့သူမရဲ့လျှက်စစ်မီတာဘိုးတွေကိုပေးပြီးမယ်လို့ပြောလိုက်ပါတယ်မေဘယ်ကကျွန်တော်ရဲ့အခေါ်ရဆိုရင်အတ္တပိမဝါဒီတူပါအတ္တကြီးတဲ့လူပေါ့သူမမီတာကြီးတွေကိုခါကပေးပြီးအောင်လုပ်ခဲ့တယ်ခါအပေါ်မှာဆွမ်းနဲ့လွှမ်းမိုးပြီးတော့မှသူမကိုခါကအာယုံဆိုင်လောင်လုပ်ခဲ့တယ်သူမဖြစ်စေချင်တာကိုလုံးဝအစားသူမအနာကနေခွာပြီးတော့သူ့ဘာသာတယောက်တည်းရက်တည်မဲလို့လုပ်လိုက်တာနဲ့သူမကသူ့ကိုအပြစ်ပေးဖို့နီးလန်းကိုရှာတွေ့ခဲ့ပါတယ်ဒါကို silent treatment စကားပြန်မပြောဘဲနဲ့နှုတ်ဆက်နေခြင်းပြန်မတုံ့ပြန်ခြင်းစသဖြင့်အပြစ်ပေးခြင်းလို့ခေါ်ပါတယ်သူမကသူခံစားနေရတာတွေကိုလစ်လျူရှုပြီးတော့မှခါကရုပ်ရှင်ကိုမသွားဖို့ညင်းတာကိုပုံကိုရေးတိုက်ခိုက်မှုတစ်ခုအဖြစ်ရှုမြင်ခဲ့ပါတယ်သူမကအယံနာကျင်သွားတယ်မေဘယ်ကခါကိုအပြစ်ရှိသလိုခံစားရစေဖို့အတွက်တမင်လုပ်ခဲ့တာပါမေဘယ်လိုမျိုးအတ္တပိမဝါဒီလူတွေကပြင်ပကနေအချစ်တွေနဲ့ဂယူးဆိုင်မှုတွေကိုတစ်ချိန်လုံးမရနေဘူးဆိုရင်သူတို့ကိုသူတို့အန်ရည်ကြီးတစ်ခုတွေရှောက်သွားသလိုခံစားတတ်ကြတယ်ပြီးတော့သူတို့လိုချင်တဲ့ဂယူးဆိုင်မှုအာယုံစိုက်ပေးမှုတွေကိုမရမချင်းအကန့်အသတ်မရှိပါမစလုပ်တတ်ကြတယ်သူတို့ကဂျိုးကိုင်ချဲလဲတဲ့နေရာတွေမှာအရန်ချွမ်းကျင်ကြပြီးတော့သူတို့ဘာလုပ်နေတယ်ဆိုတာကိုသိရဖို့မလွယ်ကူပါဘူးခါမသိခဲ့သလိုပေါ့အခုကျွန်တော်နဲ့သင်တဲ့ကမေဘယ်နဲ့သိမကွာတော့ပါဘူးကျွန်တော်တို့အားလုံးကအတိုင်းအတာတစ်ခုအထိတော့အတ္တသမားတွေပါပဲကျွန်တော်တို့အများစုကကိုယ့်ရဲ့ပန်းလိုက်နေတဲ့ခံစားချက်တွေပဲ
အချိန်တော်တော်များများမှာဂယူးဆိုင်နေတဲ့ကြတာပါပြီးတော့အများရဲ့အတိမတ်ပြုတာဂျေဇုတင်တာတွေကိုဂယူးဆိုင်နေတဲ့ကြတာပါမတူတာတစ်ခုကတော့ကျွန်တော်တို့အများစုကမေဘယ်မလုံနိုင်တာကိုလုံနိုင်ကြတာပါပဲကျွန်တော်တို့ကမိမိကိုယ်ကိုချစ်ချင်းမြတ်တာတွေနဲ့အာယုံဆိုင်မှုကိုပေးနိုင်ကြတယ်ဒါကြောင့်မလို့မေဘယ်ကိုပြင်ပကထောက်ခံပေးမှုတွေကိုတစ်ချိန်လုံးရအောင်နေဖို့မလိုအပ်ပါဘူးအတ္တရဲ့စန့်ကျင်ဘက်ကတော့ကိုချင်းစာပေးတတ်တာပါပဲဒါကကျွန်တော်တို့ကိုဘာသာမိထားလိုက်ပြီးတော့မှတခြားသူအမြင်ကနေမြင်ပေးနေတာကိုပြောချင်တာပါကိုချင်းစာတရားထားနိုင်လေလေကျွန်တော်တို့ပို့ပြီးတော့မှချမ်းမာလေးလေးပါပဲကိုချင်းစာတတ်တဲ့လူတွေကနာကျင်မှုတွေကနေအလင်းမြန်ပြန်ကောင်းနိုင်ပါတယ်ကိစ္စတွေကိုလည်းအရန်ကြီးပုဂ္ဂိုလ်ကြီးမဆန်နေဘဲနဲ့သူတို့ဘာသာလည်းပြန်ပြီးရည်နိုင်ကြပါသေးတယ်သူတို့ကလူတွေအကြောင်းကိုပိုနားလည်ပြီးတော့ပိုကောင်းတဲ့ဆက်ဆံရေးတွေကိုလည်းထူထောင်နိုင်ကြပါတယ်ဥပဒေသားခုနှစ်စင်ဂျင်ုံတရားမရှိခြင်းရဲ့ဥပဒေသားကေဒီနဲ့ဂျန်တို့ကအလုပ်တူလုပ်ကြတဲ့သူတွေပါသူတို့ကအကောင်းဆုံးတငယ်ချင်းတွေတော့မဟုတ်ကြပေမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအတော်လေးအဆင်ပြေကြပါတယ်ဒါပေမဲ့ဒီလိုဆက်ဆံရေးကောင်းနေခဲ့တာကအရင်တစ်ပတ်အထိပဲဖြစ်ခဲ့တာပါအဲ့ဒီအချိန်ကဂျန်ကသူ့ရဲ့တင်ပြချက် report တွေကိုကီတီကအမားလုပ်ခဲ့မိတဲ့အတွက်သူမကိုအော်ဟစ်ခဲ့တယ်ငါကအမြဲတမ်းနေ့ရဲ့ report တွေကိုအမားပြင်ပေးနေရတယ်နေတကာတော့လေးပြင်စရာမလိုအောင်လုပ်ပေးလို့မရဘူးလားဆိုပြီးအော်ဟစ်ခဲ့တာပါကီတီကနာကျင်သွားတယ်ပြီးတော့သူ့ရဲ့အမားလေးကသေးသေးလေးသာဖြစ်တဲ့အတွက်ဂျန်ကမလိုအပ်ဘဲနဲ့အလွန်ကျွံတုံ့ပြန်နေတယ်လို့ထင်နေမိတယ်အခြားတစ်ဘက်မှာဂျန်ကတော့သူမနည်းနည်းလွန်သွားတယ်ဆိုတာကိုသိနေတယ်ဒါပေမဲ့သူမကလည်းတကယ်စိတ်အစမပြေဖြစ်သွားခဲ့လို့ပြောမိလိုက်တာဖြစ်ပါတယ်သူမဒေါသထွက်ခဲ့မိတာကကီတီရဲ့အမားသေးသေးလေးကြောင့်ဖြစ်ရတာတဲ့သူမအိမ်တော်ခွဲတဲ့ပြဿနာအပေါ်မှာစိတ်တူနေခဲ့တဲ့အချက်ကြောင့်ဖြစ်တယ်ဆိုတာကိုတော့သူမကဝန်မခံခြင်းခဲ့ဘူးသင်လည်းဒီလိုအခြေအနေတွေနဲ့ကြုံတွေ့ရဘူးမယ်ဆိုတာကိုကျွန်တော်သေချာသိနေပါတယ်တရားကမလိုအပ်ဘဲနဲ့အလွန်ကျွံတုံ့ပြန်နေတဲ့အချိန်မှာသင်ကတရားခံဖြစ်သွားရတာမျိုးပေါ့ဒါမှမဟုတ်လည်းသင်ကအလွန်ကျွံတုံ့ပြန်နေတာမျိုးလည်းဖြစ်ကောင်းဖြစ်နေပါလေဒီလိုဖြစ်ရတာကသင်ကတစ်ချိန်လုံးစင်ကြုံတရားရှိနေဖို့ဆိုတာကမဖြစ်နိုင်လို့ပါပဲတကားတလေမှာသင်ကစိတ်ကစားချက်တွေရဲ့လွှမ်းမိုးမှုကိုခံရတတ်ပြီးတော့မကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုချမိတတ်ပါတယ်စိတ်ကစားချက်တွေဆိုတာကမကောင်းတဲ့အရာတွေတော့မဟုတ်ပါဘူးသူတို့ကလိုအပ်တဲ့အရာတွေပါတခုတည်းသောပြဿနာကတော့စိတ်ကစားချက်တွေကကျွန်တော်တို့ရဲ့နာကျင်မှုတွေကိုရှောင်ကျင်တဲ့တာယာမှုတွေကိုပဲရှာဖွေခြင်းနဲ့စိတ်ရဲ့လမ်းညွှန်ခြင်းကိုခံနေရတာပါဒါကဘာကိုဆိုလိုချင်တာလဲဆိုတော့သင်ကဘယ်ရာကိုလှုပ်တာကမှန်တယ်လို့သိနေခဲ့ရင်တော့ဒီလိုလှုပ်တာကနာကျင်ရမယ်ဆိုတာကိုသင်သိသွားရင်မလှုပ်ဖြစ်တော့တာပါပဲကျွန်တော်တို့ကအကြောင်းပြချက်တွေကိုပြီးကြပါတော့တယ်ဒါကြောင့်ပဲလူတော်များများကသူတို့မားနေတယ်ဆိုတာကိုဝန်မခံကြတာမားနေတဲ့စိတ်ကိုမပြေတော့တာတွေဖြစ်လာတယ်ဘာလို့လဲဆိုတော့မားရင်းနေတယ်ဆိုတာနဲ့ပြောင်းလဲရတာကနာကျင်မှုတွေကိုဖြစ်စေလို့ပါပဲဒီလိုနဲ့ပဲယုံကြည်မရှိတဲ့စီလျော်မှုမရှိတဲ့အကြောင်းအရာတွေရဲ့အကျိုးဆက်တွေကကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေကိုဖြစ်စေနိုင်ပါတယ်ဒါကြောင့်ယုတ်တိရှိရှိနဲ့စင်ကြုံတရားရှိရှိနဲ့လှုပ်ဆောင်တတ်စေဖို့အတွက်နီလန်၄ခုကိုပြောပြပေးသွားပါမယ်နံပါတ်1သင်ကိုယ်တိုင်ရဲ့အကျိုးကြောင့်စီလျော်မှုမရှိနေတာကိုလက်ခံပေးပါမိမိဘာသာအကျိုးကြောင့်စီလျော်မှုရှိတယ်တရားတယ်လို့တွေးနေတဲ့လူတွေကသူတို့အမြဲမှန်တယ်လို့ပဲထင်နေတတ်ကြတယ်ဒီလိုအမြဲမှန်တယ်လို့ထင်နေတတ်ကြတဲ့အတွက်သူတို့ရဲ့စိတ်ကစားချက်တွေအတိုင်းပဲပြုမှုဆောင်ရွက်တတ်ကြတယ်တခြားဘေးကလူတွေဖြစ်ပျက်တွေကိုဂရုမစိုက်တတ်ကြဘူးနံပါတ်2တုံ့ပြန်မှုတွေကိုလေ့လာပါသင်ရဲ့အမှုအကျင့်တွေကိုလေ့လာခြင်းအပြင်သင်ကိုယ်တိုင်ရဲ့အကြောင်းကိုအသိပညာတွေတိုးလာနိုင်တယ်ဒီလိုသိလာခြင်းကသင်ကိုတူညီတဲ့အခြေအနေတွေနဲ့ကြုံရလို့ရှိရင်ကျိုးကြောင်းစီလျော်မှုရှိနေစေဖို့ကိုကူညီပေးပါလိမ့်မယ်နံပါတ်3တုံ့ပြန်တဲ့အချိန်ကိုတိုးမြင့်လိုက်ပါသင်ကတရားနဲ့ညှင်းခုန်ပြီးတော့ပြန်လဲတည်ငြိမ်သွားတဲ့အချိန်မှာပြေဆုံးတဲ့ညှင်းခုန်မှုတစ်ခုကိုပြန်လုပ်ဖို့ပါသလားအခြေအနေတစ်ခုကနေသင်ကိုယ်သိရုံထွက်လိုက်ပြီးတော့ပြန်လဲတည်ငြိမ်သွားစေဖို့အခြေအနေတစ်ခုပေးလိုက်တာကသင်ရဲ့ကျိုးကြောင်းစီလျော်မှုကိုပြန်လဲရရှိစေပါတယ်ကျွန်တော်တို့ကပြားတွေအောက်မှာရောက်နေတဲ့အချိန်ဒီမှာကျွန်တော်တို့ရဲ့အစစ်မှန်ပုံစံတွေပေါ်လာတယ်ဆိုတာကိုသတိရပါဒီလိုအခြေအနေတွေမှာတခြားလူတွေရဲ့ပုံစံအစစ်ကိုလေ့လာနိုင်ဖို့အတွက်အခွင့်အရေးပါပဲနံပါတ်4နာကျင်မှုကိုလက်ခံပေးပါကျွန်တော်တို့ရဲ့နာကျင်မှုအပေါ်ခံနိုင်ရရှိတာကိုမြင့်တင်ပေးပါမှားနေတယ်လို့ခံစားရတာနာကျင်တယ်လို့ခံစားရတာအပြစ်ရှိတယ်လို့ခံစားရတာစတာတွေကအဆင်ပြေပါတယ်ပြဿနာမရှိပါဘူးဂျင်းနဲ့ဆရာကောင်းတဲ့ခံစားချက်တွေပဲဖြစ်ဖြစ်တတမရှိတဲ့ခံစားချက်တွေပဲဖြစ်ဖြစ်နှစ်မျိုးလုံးကိုလက်ခံပေးပါဒီလိုလက်ခံပေးလိုက်ရင်အဲ့ဒီခံစားချက်တွေကသင်အပေါ်ကိုလွှမ်းမိုးနိုင်မှုသိမရှိတော့ပါဘူးဥပဒေသား၈အနည်းကိုသာမြင်နိုင်ခြင်းစီရင်မှုတွင်စင်ကြင်တရားနေပါခြင်းဥပဒေသားဒီဥပဒေသားကသင်ရဲ့စားတော့ပုံစံပြောင်းတာကောင်းတဲ့ရည်ရှိအကျင့်တွေမွေးမြူတာမကောင်းတဲ့အကျင့်တွေကိုဖယ်ရှားတာစတဲ့နေရာတွေမှာအောင်မြင်မှုကိုမရအောင်ကာစီးနေတဲ့ဥပဒေသားဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့သာရည်ရှိအကျင့်ကောင်းအတွက်တွေးမယ်ဆိုရင်ဥပမာတရားအလွန်ကျွံနေစဉ်စားတာမျိုးကိုတရားလုပ်ပြတော့မှာမဟုတ်ဘူးဒါပေမဲ့ဒါကလက်တွေ့လုပ်ဖို့တော့ခက်ပါတယ်အထူးသဖြင့်တော့သင်ရဲ့ရှေ့မှာချောကလက်ကိတ်အကြီးကြီးတစ်ခုရှိနေတဲ့အချိန်မှာပေါ့ဟုတ်တယ်မလားလူတွေကလက်တော်အရာတွေကိုသာတုံ့ပြန်နေတဲ့ကြပြီးတော့မှအရာအများစုကယာယီပဲဖြစ်တယ်ဆိုတာနဲ့နောက်ဆက်တွဲအကျိုးဆက်တွေရှိတယ်ဆိုတာကိုမေ့ထားတတ်ကြပါတယ်ဒါကဘာနဲ့တူလဲဆိုရင်တော့သင်ကတောင်ကြီးတစ်ခုမှရောက်နေခဲ့ပြီးတော့တောအုပ်ကဖုံးလွှမ်းနေတဲ့အတွက်သင်ကသိမ့်များပြီးမမြင်ရနေတာနဲ့တူပါတယ်ဒါပေမဲ့သင်ကတောင်ကိုတပြေးပြေးချင်းစတက်လာခဲ့မယ်ဆိုရင်တော့သင်ရဲ့မြင်ကွင်းတွေကပိုပြီးတော့မှကြော်လာပါလိမ့်မယ်ပိုမြင်ရလာပါလိမ့်မယ်ထိတ်ဆုံးကိုရောက်သွားရင်တော့သင်ကလူတိုင်းတက်ပိုပြီးတော့မှမြင်နိုင်နေပြီဒါဆိုရင်တောင်ထိပ်ကိုဘယ်လိုရအောင်တက်ပြီးတော့မြင်ကွင်းချစ်ချင်းနဲ့မြင်ရအောင်လုပ်ကြမလဲအကြံပြုချက်၄ခုရှိပါတယ်အကြံပြုချက်နံပါတ်1 19ရာစုတုန်းကဒေလီမြို့မှာတာဝန်ရှိအုပ်ချုပ်သူတွေကဒေသတွင်းမှာအစိတ်ရှိမွေးတွေအများကြီးရှိနေကြတယ်လို့မြင်ခဲ့ကြတယ်ဒီအတွက်အစိတ်ရှိမွေးကောင်ကို
အသေးယူလာပေးရင်လူတွေကိုပတ်စံပေးမယ်လို့ပြောခဲ့တယ်။ဘာဆက်ဖြစ်သွားလဲဆိုတော့လူတွေကအစိတ်ရှိမွေတွေကိုစတင်ပြီးမွေးမြူခဲ့ကြတာပဲ။လူတွေကမွေတွေကိုမွေးပြီးတော့မှတက်ပြီးအာနာပိုင်တွေစီမံငွေကြီးနဲ့လဲလှယ်ကြတယ်။နောက်မှသာအာနာပိုင်တွေကသူတို့ရဲ့အမားတွေကိုမြင်သွားပြီးတော့စုငွေကိုပြန်ရုပ်သိမ်းလိုက်ကြတယ်။ဒီတော့လူတွေကမွေတွေကိုပတ်စံနဲ့လဲမပြီးတော့တဲ့အတွက်ဘာလို့ရမှန်းကိုမသိကြတော့ဘူး။ရှားလက်ကတော့သူတို့ကမွေတွေကိုပတ်ဝန်းကျင်ကိုလွတ်ပေးလိုက်ကြတယ်။ဒါလည်းပဲဒေလီမှာအရင်ကတည်းကမှမွေတွေကပုံများသွားခဲ့တယ်။တခါတလေမှာကျွန်တော်တို့ရဲ့လုပ်ရက်တွေကမလိုလားအပ်တဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်တခုခုကိုမလုံးမိခင်မှာဖြစ်နိုင်ခြေရှိတဲ့အကျိုးဆက်တွေအားလုံးကိုကြိုတင်ပြီးတော့မှကြည့်ထားတတ်ဖို့လိုပါတယ်။ဖြစ်လာတဲ့ကိစ္စတစ်ခုချင်းစီကိုသင်ဘယ်လိုကိုင်တွယ်မယ်ဆိုတာကိုသင်ပါတာမေးကြည့်လိုက်ပါ။အကြံပြုချက်နံပါတ်1တခါတလေမှာသင်ကအငင်းပွားမှုတစ်ခုအပေါ်မှာသင်ရဲ့စွမ်းရည်တွေအတော်များများကိုရင်းနှီးမြှုပ်နှံထားလိုက်ပြီးတော့ဒီအငင်းပွားမှုကိုလွယ်လွယ်နဲ့လက်မလျှော့နိုင်တာရှိပါလိမ့်မယ်။လက်လျှော့သိနေပြီဆိုတာကိုသင်သိနေရင်တော့မှပေါ့။နောက်တလန်းဆုပ်လိုက်ပြီးတော့ခုဘာသာပြန်မေးကြည့်လိုက်။ငါရဲ့ဦးစားပေးတွေကဘာတွေလဲ။တကယ်လို့ဒီအငင်းပွားမှုကိုငါနိုင်သွားရင်ငါရဲ့ပန်းနိုင်နဲ့ပုံနီးသွားစီမှာလား။တချို့တိုက်ပွဲတွေကတိုက်ခိုက်ဖို့မထိုက်တန်ပါဘူး။အကြံပြုချက်နံပါတ်3သင်ကအွန်လိုင်းကနေတခုခုကိုဝယ်မယ်ဆိုရင်မြန်တယ်များမြန်အောင်ရချင်လိမ့်မယ်ဆိုတာကကျွန်တော်သိချာသိနေပါတယ်ဟုတ်တယ်မလားအချိန်တွေကြာလာလေကျွန်တော်တို့ကစိတ်မရှိဖြစ်လာကြလိမ့်ပါပဲတကယ်လို့ကျွန်တော်တို့အောင်မြင်ခြင်းနဲ့ဆိုရင်တော့စိတ်ရှိတီးကံမှုလိုအပ်ပြီးရေရှည်ပန်းနိုင်တွေကိုထားဖို့လိုအပ်ပါတယ်အကြံပြုချက်နံပါတ်4ယနေ့ခေတ်မှာတော့သတင်းအချက်အလက်တွေကနေရာတကာမှာရနိုင်နေပါပြီပြီးတော့ရနိုင်တဲ့အချက်အလက်တွေများလွန်းတာကြောင့်ကျွန်တော်တို့ကသေချာမခွဲခြားနိုင်တော့တဲ့အတွက်အမှန်တရားကိုသိဖို့ခက်သွားတတ်ပါတယ်သင်ကသင်ရဲ့စိတ်ကိုတကယ်မရှိမဖြစ်လိုအပ်တဲ့အချက်အလက်တွေကိုစီစစ်နိုင်ဖို့အတွက်လေ့ကျင့်ထားသင့်ပါတယ်ဥပဒေသားကိုခုခံကာကွယ်ဥပဒေသားဒီဥပဒေသားကိုရှင်းပြဖို့အတွက်စာရေးဆရာကကျောင်းမှာမူရည်စီရောင်းနေတာကိုလက်စုပ်လက်ကင်နဲ့မိသွားတဲ့ဆယ်ကျော်တဲ့ကျောင်းသားတစ်ယောက်အကြောင်းကိုပြောပြပေးခဲ့ပါတယ်။သူကချက်ချင်းပဲကျောင်းသားခံလိုက်ရပြီးအိမ်မှာပဲသင်ခန်းစာတွေကိုလုပ်ရပါတော့တယ်။ဒါပေမဲ့သူကစာတွေကိုမလုပ်ချင်ခဲ့ဘူး။သူ့မိကအချက်တစ်ခုရတယ်။ကျောင်းကြီးကနင့်ကိုကျောင်းပေးမသွားတာကနင့်ကိုကြာရှုံးစေချင်လို့ပဲ။သူကကျောင်းသားတွေကအိမ်ကနေပဲစာသင်လို့ရတယ်ဆိုတာကိုမယုံဘူး။နင်ကသူမားတယ်ဆိုတာကိုသက်သေပြလိုက်မယ်ဆိုရင်သူတော်တော်လေးအထိနာသွားမယ်လို့ပြောလိုက်တယ်။အမေကကောင်လေးကိုဒီလိုပြောလိုက်တဲ့အတွက်ကောင်လေးကကလေးစားချေချင်းစိတ်တွေဖြစ်ပေါ်လာပြီးအရင်ကတည်းကမှပူကြိုးစားခဲ့ပါတယ်။ကျွန်တော်တို့အားလုံးကကျွန်တော်တို့စီမှာအရေးသေး3ခုရှိရလို့ယုံကြည်ထားကြတယ်။အလိုအလျောက်ပဲကျွန်တော်တို့ကတခြားလူတွေရဲ့လွှမ်းမိုးမှုကိုစက်ကျင်တတ်ကြပြီးတော့မှတရားကကျွန်တော်တို့ကပြောင်းလဲခြင်းနဲ့ဆွဲဆောင်ခြင်းတွေလို့ခံစားမိရင်ပုံကန်တတ်ကြပါတယ်။နောက်တစ်ခုကတော့ဉာဏ်ရည်နဲ့ဆိုင်ပါတယ်။ကျွန်တော်တို့အားလုံးကခေတ်ပေါ်အိုင်းစတိုင်းတွေမဟုတ်ကြဘူး။ဒါပေမဲ့ကျွန်တော်တို့ဘာသာတော့ဉာဏ်ရည်မြင့်တယ်လို့ထင်နေတတ်ကြပါတယ်။ဒါကကောင်းတဲ့အတွေ့ပါပဲ။ကျွန်တော်တို့ဘာသာလူမှန်တွေလို့တွေးတတ်ကြပါတယ်။ပြီးတော့မှန်ကန်တဲ့အရာတွေကိုထောက်ခံတတ်ကြတယ်။အကောင်းဆုံးဆွဲဆောင်တဲ့သူတရားဖြစ်စေဖို့အတွက်ပထမဆုံးနည်းပြကတော့အခုပြောမဲ့သူတစ်ပါးရဲ့ယုံကြည်ချက်3ခုကိုထိခိုက်အောင်မလုပ်မိဖို့အတွက်လိုအပ်ပါတယ်။သူတို့မြင်တဲ့သူတို့အလုပ်လုပ်ကြပါစီ။ဒါကမကောင်းတဲ့ကိစ္စဒါမှမဟုတ်မပြည့်နိုင်တဲ့ကိစ္စဆိုရင်တော့သူတို့မြင်တဲ့သူတို့ရှိနေကြပါစီ။လူတွေရဲ့ယုံကြည်ချက်တွေကိုကိုချင်းစာစိထားတတ်ပြီးတော့ကြိုးကြောင်ညီညွတ်စွာနဲ့ဆုံးဖြတ်တတ်ပါစီ။သင်ကသူတို့ကိုမဆွဲဆောင်ခင်မှာသူတို့ကသင်ကိုဆွဲဆောင်နေတယ်လို့ခံစားအောင်လုပ်ပေးပါ။ဒါဆိုရင်သူတို့ကအပေါ်စီးမှာရှိနေတယ်လို့ထင်သွားကြလိမ့်မယ်။ဒီလိုဆိုရင်သူတို့ကသင်ရဲ့အကြံဉာဏ်တွေကိုပို့ပြီးတော့မှလက်ခံပေးကြပါလေ။ဒီပြနံပါတ်2သေချာနားထောင်ပေးတဲ့သူတူဖြစ်ပါစီ။သင်ကပြောတာထက်နားထောင်တာကိုပို့လုပ်သင့်ပါတယ်။သူတို့ပြောတာကိုသေချာနားထောင်ပေးပြီးတော့မှပြန်ပြောတာကသူတို့ပြောတာတွေကကြိုးကြောင်စီရီယိုနေပါလားဆိုတဲ့ခံစားချက်ကိုသူတို့ခံစားရပါလိမ့်မယ်။ပြီးတော့မှသူတို့စိတ်ဝင်စားတဲ့အရာတွေကိုထပ်ပြီးပြောပေးပါ။ဒါပေမဲ့အရန်ကြီးတော့မသိတာပါစီနဲ့။ဘာဖြစ်လို့လဲဆိုတော့အရန်သိတာသွားရင်ပုံမှန်စကားပြောနေတယ်ဆိုတာထက်အင်တာဗျူးနေတာနဲ့ပို့တူသွားတတ်လို့ပါ။ဒါဆိုသူတို့ကပို့ပြီးအကာအကွယ်ယူပါလိမ့်မယ်။စကားတွေကိုထိန်းပြီးပြောကြပါလိမ့်မယ်။နီးပြနံပါတ်3လုံခြုံမှုကိုဦးစားပေးပါ။ကျွန်တော်တို့ကလူတွေကိုချစ်ပေးတယ်လက်ခံပေးတယ်လို့တွေးမိရင်ကျွန်တော်တို့တွေးသလိုသူတို့လည်းတွေးကြမယ်လို့ထင်နေဆိုရင်ကျွန်တော်တို့က less defensive ကိုယ့်ဘာသာကိုသိပြီးတော့မှမကာကွယ်နေတော့ဘဲနဲ့ပို့ပြီးပွင့်လင်းသွားတတ်ကြပါတယ်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေနဲ့ဆက်ဆံနေတယ်လို့ပဲပွင့်လင်းသွားတတ်ပါတယ်တဲ့အတွက်ပန်းနိုင်ကတော့တခြားလူတွေကလည်းတင်းနဲ့ဆက်ဆံရမယ်ဆိုရင်ဒီလို defensive နေသွားပြီးတော့ပွင့်လင်းသွားအောင်လုပ်ဖို့ပါပဲနီးပြနံပါတ်4သူတို့ရဲ့စိတ်မလုံခြုံမှုတွေကိုပြပြောက်ပေးပါကျွန်တော်တို့ကိုနှစ်သိမ့်ပေးတတ်တဲ့လူတွေကိုကျွန်တော်တို့ကသဘောကျလိမ့်ရှိတယ်ဒါကြောင့်သူတို့ရဲ့စိတ်မလုံခြုံမှုတွေကိုလေ့လာထားပါပြီးတော့အဲ့ဒီမလုံခြုံမှုတွေမဖြစ်စေအောင်သတိထားပါတရားကသင်အမြင်ကိုမေးတယ်ဆိုတာကအမှန်တရားကိုသိချင်လို့မဟုတ်ပါဘူးလိန်ချင်းလို့လည်းမဟုတ်ပါဘူးသူတို့လိုချင်တာကသင်ရဲ့ထောက်ခံမှုကိုပါသူတို့မှန်တယ်ဆိုတာကိုထောက်ခံတဲ့သင်ရဲ့ထောက်ခံချက်ပေါ့ဖြစ်နိုင်ရင်ကြိုးကြောင်းစီလျော်မှုရှိချင်းချင်းနာနဲ့သူတို့ကိုထောက်ခံပေးပါနီးပြနံပါတ်5လူတွေရဲ့ခေါင်းမာမှုတွေအလွယ်တကူလက်မခံတာတွေစတာတွေကိုသုံးချပါတချို့လူတွေကတော်တော်လေးခေါင်းမာတတ်ကြတယ်သူတို့ထင်နေတာကကဘာကြီးကသူတို့တက်ခတ်ခဲ့တယ်ဒါကြောင့်သူတို့ကခေါင်းမာနေမှရမယ်လို့ထင်နေတတ်ကြတာပါသူတို့နဲ့ဆက်ဆံရပြီဆိုရင်သင်လောက်ရမှာကခေါင်းမာတဲ့ကလေးကိုထိန်းတဲ့ကလေးအမေလိုမျိုးတုံ့ပြန်ရမှာပါဥပဒေသား30မိမိကိုယ်ကိုဖျက်ဆီးမိခြင်းဥပဒေသားမာကတ်စ်နဲ့လီဒီယာဆိုတဲ့လူနှစ်ယောက်ကဖဲရစ်ကိုခီးသွားကြတယ်မာကတ်စ်ကဖဲရစ်ကိုသိချိုက်မနေဘူးပြင်းသစ်စကားကခတ်တယ်ဒါကြောင့်သူကတခြားလူတွေနဲ့စကားပြောပြီးတော့သူ့ကိုယ်သူအရှက်မရချင်ဘူးဓာတ်ပုံတွေထဲမှာသူမြင်မှုတဲ့နေရာတွေကလည်းအပြင်မှာထင်သလောက်မလှနိုင်ဘူးဘာလို့လဲဆိုတော့သူတို့သွားလဲတဲ့နေရာတွေကခီးသွားတွေနဲ့ပြည့်ကျက်နေပြီးတော့လူအရန်ရှုံနေလို့ပါဒါနဲ့ပဲသူကအထီးကျန်နေခဲ့ရပြီးတတောင်မဖြစ်ခဲ့ရဘူးသူအိမ်ပြန်ရောက်တဲ့အခါမှာတော့ဖဲရစ်ကသွားလဲဖို့ကောင်းတဲ့နေရာမဟုတ်ဘူးလို့လူတိုင်းကိုပြောပြပါတော့တယ်
အခြားတစ်ဖက်မှာတော့လီဒီယာကသူမရဲ့ပြင်းတဲ့စကားကသိမကောင်းနေရတော့ပျော်ပျော်ရွှင်ရွှင်ပါပဲသူမကလူစိမ်းတွေနဲ့လည်းစကားပြောတယ်တခါတလေမှာသူတို့တွေကသူမကိုဟာသားလုပ်ကြတယ်ဒါပေမဲ့သူမကရှက်သွားတာမရှိဘဲနဲ့သူမကိုသူမတော်ပြန်ပြီးအရှုံးဖောက်ပါသေးတယ်သူမကဒီလိုမျိုးနေခဲ့တော့တငယ်ချင်းအသစ်တွေအများကြီးထက်ရပြီးသူတို့ကသူမကိုလက်ပတ်စရာနေရာတွေကိုလက်ပတ်တဲ့အကောင်းဆုံးနေ့တွေကိုလမ်းညွှန်ပြီးတော့တာပေါ့ဒါနဲ့ပဲသူမကအကောင်းဆုံးဓာတ်ပုံတွေကိုရိုက်ကူးနိုင်ခဲ့တယ်သူမကနောက်တစ်ခေါက်ထက်လေဖို့ကိုတော့အစီအစဉ်တွေဆွဲခဲ့ပါသေးတယ်ဒီဇလန်လေးကိုကြည့်ချင်းအပြင်သင်ကကွဲပြားမှုတွေကိုသိနိုင်မှာပါလူနှစ်ယောက်ကခရီးတစ်ခုတည်းကိုသွားခဲ့ကြပြီမြဲသူတို့ရဲ့ခံယူချက်တွေနဲ့မြင်တဲ့အမြင်တွေမတူတာကြောင့်လုံးဝကွဲပြားတဲ့ခရီးတစ်ခုဖြစ်ခဲ့ရပါတယ်လူတချို့မှာတော့အနှုတ်သဘောဆောင်တဲ့ချင်းမြောင်းတဲ့အမြင်တွေရှိနေတတ်ကြတယ်သူတို့တွေကတင်းကျပ်သွားမှုတွေကိုလက်လွတ်လိုက်ရမှာကိုကြောက်တတ်ကြပြီးတော့အဆိုးဆုံးတွေဖြစ်လာဖို့ကိုပဲမျှော်လင့်နေတတ်ကြတယ်မာကတ်လူတွေကတော့အဆိုးဆုံးကိုပဲမြင်တတ်ကြပြီးတော့လီဒီယာလူတွေကတော့သူတို့ရဲ့စိတ်နှလုံးကိုဖွင့်ထားတတ်ကြတဲ့အတွက်ကောင်းမွန်တဲ့အတွေ့အကြုံတွေကိုရရှိတတ်ကြတယ်သင်ကိုကူညီပေးနိုင်မဲ့သဘောထားခံယူချက်တွေကိုပြောပြပေးသွားပါမယ်ခံယူချက်1တရားသေးဆွဲမှတ်ထားတတ်တာကိုသိလို့တက်လို့စိတ်နဲ့ပြောင်းလဲကြည့်လိုက်ပါသင်ကအကြောက်တရားကင်းတဲ့လိလာစူးစမ်းသူတယောက်ဖြစ်သွားပါလိမ့်မယ်ခံယူချက်2ဘလောက်ပဲဆိုးဝါးခါးသီးတဲ့အတွေ့အကြုံပဲဖြစ်နေပါစေရှောင်လဲသွားဖို့အတွက်မကြိုးစားပါနဲ့သင်ကစိတ်ပြည့်စရာအခြေအနေတွေကိုအမြဲရှောင်လဲလို့မရနိုင်ပေမဲ့သူတို့ပေါ်သင်ရဲ့တုံ့ပြန်မှုကိုတော့ထိန်းချုပ်လို့ရပါတယ်အနှုတ်သဘောဆောင်တဲ့ပြည့်ပြည့်တွေကိုလေ့လာသင်ယူပြီးတော့မှကြီးထွားနိုင်တဲ့ခွင့်ရည်တွေဖြစ်မြင်ကြည့်လိုက်ပါခံယူချက်3ထူးခြားမှုမရှိတဲ့မယုံကြည်ရတော့တဲ့ခံယူချက်တွေကိုလက်မခံထားပါနဲ့ဒါတွေကအခုခေတ်မှာတော့တော်တော်လေးရေပန်းစားကြပါတယ်ဒီလူတွေကအကောင်းမြတ်တဲ့ယူသားပွင့်လင်းတဲ့လူတွေကိုတုံးအားတဲ့လူတွေအဖြစ်မြင်တတ်ကြပါတယ်ဒါပေမဲ့အမှန်တကယ်ကတော့သူတို့ကလည်းမကောင်းမြင်မှုတွေနဲ့သူတို့ရဲ့အကြောက်တရားတွေကိုဖုံးကွယ်နေကြတာပါခံယူချက်4အရန်အတီပေါခြင်းမယူဆပါနဲ့ပုဂ္ဂိုလ်ကြီးမဆန်ပါစေနဲ့တကားတလေမှာလူတွေလောက်ကပြောဆိုတယ်ဆိုတာတွေကသင်ကိုရည်ရတာမဟုတ်ပါဘူးသူတို့ကိစ္စသူတို့လုပ်နေကြရုံပါပဲခံယူချက်5သင်ကိုယ်တင်ကတ်တတ်မထားပါနဲ့သင်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကသင်ထင်ထားတာတက်ပူပြီးကြော်နိုင်လုံနိုင်စွမ်းဆောင်ရည်ရှိပါတယ်ကျွန်တော်ကောလိပ်ကျောင်းမှာတက်နေခဲ့တုန်းကခက်ခဲတဲ့စာမေးပွဲတွေတင်ပြမှု presentation တွေလုပ်ခံနေဆိုရင်ခဏခဏနေမကောင်းဖြစ်တတ်တယ်ဒါကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့အနှုတ်ဘက်ဆောင်တဲ့စိတ်လှုပ်ရှားမှုတွေနဲ့ခဏမငြိမ်ဖြစ်မှုတွေကကျွန်တော်တို့ကိုအားနည်းအောင်လုပ်လိုက်တဲ့အတွက်ပါကျွန်တော်တို့ကပိုပြီးအကောင်းမြင်တတ်မယ်ပိုပြီး positive ဆန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုလည်းပိုကောင်းလာပါလိမ့်မယ်ဥပဒေသား7ရီမန်းချက်ကြီးခြင်းဥပဒေသားအထူးသဖြင့်တော့ကျွန်တော်တို့ရဲ့ကလေးဘဝမှာရီမန်းချက်ကြီးကြီးမားမားတွေကိုထားရှိတတ်ခဲ့ကြတယ်ကျွန်တော်တို့က popular အဖြစ်ဆုံး rock star တယောက်ဖြစ်ဖို့ရောင်းအကောင်းဆုံးစာအုပ်ကြီးတဲ့စာရေးဆရာဖြစ်ဖို့မျိုးသုံးပြောက်ွယ်တော့မဲ့တရိษံတွေကိုကယ်တင်ပေးနိုင်တဲ့သူတယောက်ဖြစ်လာစီဖို့ဒါမှမဟုတ်ရင်ကမ္ဘာပေါ်မှာအောင်မြင်ဆုံးစီးပွားရေးသမားဖြစ်ဖို့စတာတွေကိုအိမ်မက်မှတ်ခဲ့ကြပါလိမ့်မယ်ကျွန်တော်တို့ကကျွန်တော်တို့ဘာသာအရေးပါတယ်လို့ထင်ကျင်နေကြတာဖြစ်ပြီးတော့ကိုကောင်းတဲ့အမြင်နဲ့ပဲမြင်ကျင်နေကြတာဖြစ်ပါတယ်ဒါကဆိုတဲ့ကိစ္စတခုတော့ဟုတ်မနေပါဘူးကြီးမားတဲ့ရည်မှန်းချက်တွေကကျွန်တော်တို့ကိုဆက်ပြီးကြိုးစားခြင်းစိပေါ်နေစီပါတယ်ပြီးတော့စိတ်ကွန်အားနဲ့စိတ်ထက်တက်ကြွမှုကိုဖြစ်ပေါ်စေပါတယ်ပြဿနာကဘယ်အချိန်မှစတာလဲဆိုတော့ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကအစမတန်ကြီးသွားပြီးလက်တွေ့နဲ့ကင်းကွာသွားတဲ့အချိန်မှဖြစ်ပါတယ်ကျွန်တော်တို့ကအမှန်တကယ်ထက်ပိုတာတာပိုကောင်းပါတယ်သူများတဲ့ပိုကောင်းတယ်လို့ယုံကြည်မိသွားတတ်ကြတယ်ဒီလိုနဲ့အမှန်တရားနဲ့ကင်းကွာသွားတော့တာပေါ့ဒါကိုကာဝယ်ဖို့တဲ့ဆိုရင်တော့ကျွန်တော်တို့ကကြီးမားတဲ့ရည်မှန်းချက်တွေကိုကျွန်တော်တို့ရဲ့အတ္တတွေနဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ပန်းတိုင်းအလုံးနဲ့ဆုံးဖြတ်ချက်တွေနဲ့အတူဆက်သွယ်ချက်လေးရှိနေအောင်အကျိုးတွေအကြောင်းတွေဖြစ်နေအောင်ချိတ်ဆက်ပေးထားရပါလိမ့်မယ်ဒေတာကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အကြံပြုချက်ကလေးတွေကိုပြီးသွားပါမယ်အကြံပြုချက်1သင်ကိုယ်သိရိုးသားပါကျွန်တော်တို့အားလုံးမှာရည်မှန်းချက်ပန်းတိုင်းတွေရှိကြပြီးတော့အရေးပါတဲ့လူဖြစ်ချင်ကြပါတယ်သင်လိုချင်တာကဘာလဲအမှန်တကယ်လှုပ်ဆောင်လို့ရနိုင်သလားအကြံပြုချက်2အလုပ် project တစ်ခုကနေတစ်ခုကိုကူးပြောင်းပြီးတော့ဘယ်ချမ်းကအလုပ်ဖြစ်မယ်ဆိုတာကိုမဆုံးဖြတ်နိုင်ဖြစ်နေမယ့်အစားဘန်းတိုင်းတစ်ခုကိုပဲရွေးပြီးတော့တလန်းချင်းလှုပ်ဆောင်ပါအကြံပြုချက်3သင်ရဲ့အကြံစီကအမြဲတမ်းတော့မပြည့်စုံနိုင်နေပါဘူးတခြားလူတွေရဲ့သင်အကြံပေါ်တုံ့ပြန်မှုတွေကိုလေ့လာပါပြီးတော့သူတို့ရဲ့အမြင်တွေကိုထည့်စဉ်းစားပါအကြံပြုချက်နံပါတ်4လက်ရှိသင်ရဲ့ကျွမ်းကျင်မှုတွေထက်နည်းနည်းပိုလိုအပ်တဲ့အလုပ် project တွေကိုလှုပ်ဆောင်ပါအကြမ်းလွယ်တဲ့ project တွေကိုမလုပ်ပါနဲ့သင်ရဲ့ skill နဲ့အဆင့်တူနေတဲ့ project ကိုလည်းမလုပ်ပါနဲ့ဘာလို့လဲဆိုတော့သင်ကအဲ့ဒီအလုပ်ကိုလုပ်လိုက်ရင်ထပ်ပြီးတော့မှကြီးပွားတိုးတက်မှာမဟုတ်လို့ပါအရန်မျက်နှာကိုလုပ်ပြန်ရင်လည်းအိမ်မက်ဆန်တဲ့အလုပ်ကိုလုပ်သလိုဖြစ်သွားပြီးတော့မှမကြခင်မဲ့သင်လက်လျှော့အရှုံးပေးမိကျင်သွားပါလိမ့်မယ်အကြံပြုချက်နံပါတ်5သင်ကအခြေအနေတစ်ခုသုံးဖို့စွမ်းရည်တစ်ခုမှာအခြေကျသွားပြီဆိုရင်သင်ကဒါကိုစလိုက်လုပ်သွားဖို့လိုပါတယ်သင်ကိုယ်သင်ပုံမြင့်တဲ့ပန်းတိုင်တွေကိုထားကြည့်ပြီးမိမိဘာသာစိန်ခေါ်ကြည့်ပြီးတော့ပေါ့ဥပဒေသားစနစ်လေမျိုးစားများရဲ့ဥပဒေသားရှေးအောင်အီဂျစ်နဲ့ပါရှားနိုင်ငံတွေမှာရှေးအောင်အယူဆအစဉ်လာရလူတွေကအစပိုင်းမှာယောက်ျားမိန်းမ2မျိုးလုံးဖြစ်ခဲ့ပါတယ်ခန္ဓာကိုယ်တစ်ခုထဲမှာ2မျိုးလုံးပါဝင်နေတာပေါ့ဌာနကြီးတွေအရာကတော့ဒီလို2မျိုးလုံးပါဝင်နေတဲ့အတွက်လူသားတွေကအလွန်ပဲစွမ်းကောင်းလာခဲ့ပြီးတော့နတ်ဗျားတွေကတော့မနာလို့ဖြစ်ခဲ့ကြရတယ်ဒီအတွက်ကြောင့်မလို့နတ်ဗျားတွေကလူတွေကိုနှစ်ချမ်းခွဲလိုက်ပြီးတော့အခုလက်ရှိကျွန်တော်တို့ဖြစ်နေတဲ့ပုံစံသီးသန့်ယောက်ျားမိန်းမကွဲပြားသွားခဲ့တယ်လို့ပြောကြပါတယ်မာဆယ်ကျော်သားတွေရှိတဲ့ယောက်ျားတွေအဖြစ်သို့မဟုတ်အမျိုးသမီးတွေအဖြစ်ကို2မျိုးခွဲသွားခဲ့တာပါစာရေးဆရာ Green ကတော့ကျွန်တော်တို့အားလုံးမှာယောက်ျားဆံမှုကမိန်းမဆံတဲ့စွမ်းရည်တွေပါရှိနေတယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကြီးပြင်းလာကြတာနဲ့မျှမျိုးဗီဇတွေနဲ့မိဘတွေရဲ့လွှမ်းမိုးမှုတွေကြောင့်ကျွန်တော်တို့ကတခုကိုပဲရွေးချယ်ခွင့်ရလိုက်ပါတယ်ဒါကြောင့်ကျွန်တော်တို့က
ကျွန်တော်တို့ရဲ့တခြားဘက်အချမ်းကဆွမ်းရည်တွေကိုဖိနှိပ်ထားခဲ့ရပြီးဒီပြည့်စင်အတွင်းမှာကျွန်တော်တို့ရဲ့ပုံစံနဲ့အရည်အသွေးတွေပြောင်းလဲသွားခဲ့ရတယ်ဥပမာအားဖြင့်သင်ကချိုးချောင်းစီလျော်စွာနဲ့ဆုံးဖြတ်တဲ့လူတစ်ယောက်ကိုတွေ့ခဲ့တယ်ဆိုရင်ဒါကလုံးဝကိုယောက်ျားဆန်တဲ့လက္ခဏာတစ်ခုပါသူတို့ကစိတ်ခံစားမှုစိတ်လှုပ်ရှားမှုများတတ်တဲ့တခြားယောက်ျားတွေကိုသိသိသွားစေနိုင်ပြီးတော့သူတို့ကမငိုစမ်းပါနဲ့ကွာကောင်းလေးတွေအဲဒီလိုပြောတတ်ကြတဲ့လူတွေဖြစ်ကြပါတယ်ဒါပေမဲ့ယောက်ျားလေးတွေကမိန်းကလေးတွေထက်ဒါမှမဟုတ်အတူတူလောက်စိတ်ခံစားမှုစိတ်လှုပ်ရှားမှုတွေရှိတဲ့အကြောင်းကိုတတ်သိပြီးပြထားတာရှိပါတယ်ကျွန်တော်တို့ရဲ့ယောက်ျားဆန်မှုကိုမိန်းမဆန်မှုတွေနဲ့ပါတတ်ဖြစ်နေဖို့လိုအပ်ပါတယ်ဒါပေမဲ့ balance ညီနေဖို့ဘက်ညီနေစေဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကအတွင်းစိတ်ထဲမှာဒီလိုယောက်ျားဆန်မှုမိန်းမဆန်မှုနှစ်ခုလုံးကိုမျှခြေချင်းနေမှာထိန်းထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ပြင်ပဆက်ဆံရေးတွေမှာတည်တည်တသာတိုးတက်စေပါလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကကြားမှမကွဲဘဲနဲ့လူအားလုံးနဲ့ဆက်သွယ်မှုရှိသွားတယ်လို့ခန်းစားရတာကြောင့်ပါဒါကိုအောင်မြင်လုပ်ဖို့အတွက်အသင်ကနေရာတကာဝင်ဆောင်ကြိုးစားနေစရာမလိုပါဘူးသင်ကိုယ်သင်လည်းလိမ်မျိုးစားပုံမူတည်ပြီးလိုက်ပြောင်းလဲနေဖို့မလိုသလိုတခြားလူတွေအထူးသဖြင့်ကလေးတွေစီကနေလေဒီလိုပြောင်းလဲမှုတွေကိုတောင်းခံမျှော်လင့်နေစရာမလိုပါဘူးယောက်ျားအတွင်းစိတ်မှာမိန်းမစိတ်အနေငယ်ရှိသလိုမိန်းမကလည်းယောက်ျားစိတ်အနေငယ်ရှိကြပါတယ်စေပညာအရာဒီအချက်ကမှန်ကန်နေပါတယ်ဒီလိုရှိနေတဲ့အတွက်မိန်းမတွေနဲ့တွေ့ခါမိန်းမလိုပေါင်းယောက်ျားနဲ့တွေ့တဲ့အခါမှာယောက်ျားလိုပေါင်းမှုတွေ့လေပုံစံနေဖို့မလိုချောင်းကိုစပတ်သူကိုပြောပြလိုခြင်းဖြစ်ပါတယ်အဲ့ဒီစားတဲ့ယက်တီချက်ယုံကြည်ချက်ကိုဆွဆွမြဲမြဲစုပ်ကပ်ပြီးတော့သင်ကကြားပြပြမပြပြကိုဘာသာယုံကြည်ကြည်နဲ့ယက်တီတင်ပါတယ်သင်ရဲ့အနေငယ်ပါနေတဲ့စံကျင်ဘက်စိတ်တွေကြောင့်ယောက်ျားဆိုရင်မိန်းမစိတ်နေငယ်မိန်းမဆိုရင်ယောက်ျားစိတ်နေငယ်ပါပါတယ်ဟော်မုန်းတွေကလည်းထို့တူတာဖြစ်ပါတယ်ပို့ပြီးတော့မှဖန်တီးနေဆွဲရှိလာမယ်ပို့ပြီးစစ်မှန်လာမယ်ပို့ပြီးတော့မှလွတ်လပ်လာပါလိမ့်မယ်ဥပဒေသား73ဥတီယာပြောင်းနေခြင်းရဲ့ဥပဒေသားလူတွေများကြီးကသူတို့ပန်းနိုင်ဖြစ်တဲ့ထမ်းသာကြွားခြင်းကိုရရှိပြီးတဲ့နောက်မှာဥတီယာပျောက်သွားတယ်လို့ခန်းစားနေကြရတာတွေကျွန်တော်မြင်တွေ့ခဲ့ရမှုပါတယ်တခါတလေမှာသူတို့ရဲ့ချမ်းသာမှုကသူတို့မျှော်လင့်ထားတဲ့လူရင်းတွေကိုမပြည့်စည်ပေးနိုင်ပဲနဲ့တခုခုဟာနေတယ်လို့ဖြစ်နေတတ်ကြပါတယ်မရင်မတော့တဲ့ဇလန်းတွေကိုကျွန်တော်တို့ကြားဘူးကြပါတယ်တချို့ဇလန်းတွေကဝမ်းနဲ့ကြည်ခွဲစရာကောင်းပါတယ်တချို့လူတွေကချမ်းသာတယ်ကြော်ကြားတယ်ပြီးတော့အောင်မြင်ကြတယ်ဒါပေမဲ့သူတို့မပျော်နေကြဘူးဒါကဘာလို့လဲဆိုတော့ငွေချင်းနဲ့အောင်မြင်မှုကကြီးမြတ်တဲ့ရွေချက်တွေနဲ့ဆက်သွယ်မထားလို့အတိတ်ပဲမရှိသလိုဖြစ်သွားတာဖြစ်ပါတယ်ငွေချင်းနဲ့အောင်မြင်မှုတွေဆိုတာတင်တက်ကလိုချင်နေမဲ့တာမန်အရာတွေသာဖြစ်နေကြလို့ပါရီမန်းချက်တွေသာမရှိနေရင်သင်ရဲ့ပန်းနိုင်ကိုရသွားလဲပဲသင်ကပြည့်စုံတယ်လို့ခံစားရမှာမဟုတ်ပါဘူးအဲ့ဒီအစားပို့ပြီးအထိပ္ပယ်ကင်းမဲ့တဲ့ပန်းနိုင်အသစ်တွေကိုသာသင်ကထပ်ပြီးရှာနေရပါလိမ့်မယ်သင်ကအဲ့ဒီပန်းနိုင်တွေကိုရသွားရင်လေအသစ်တွေထက်ရှာမိနေပြီးတော့ငါဘာလို့မပြောနေရတာလဲငါဘာတွေလိုအပ်နေသေးတာလဲငါဒီမျိုးဒီအလုံးမှာဘာတွေလုပ်နေတာလဲစသဖြင့်တွေးမိတတ်ကြတယ်သင်ရဲ့ကြီးမြတ်တဲ့ပုံမြင်မာတဲ့ရီမန်းချက်တွေရရှိဖို့အတွက်နီးပြတချို့ကိုပြောပြပေးပါမယ်ဘဝကြီးကသင်ကိုခေါ်နေတဲ့အတန်ကိုနားဆွေထားပါခလေးဘွားကလေးကရှိခဲ့ဘူးတဲ့သင်ရဲ့ဝါသနာတွေအလိုဆန္ဒတွေကိုပြန်ရှာပါပြောဖို့ကောင်းတဲ့သဘာဝကျတဲ့လွယ်ကူတဲ့အလုပ်တွေလှုပ်ရှားမှုတွေကိုလုပ်ပေးပါသင်ကအလကားလုပ်ပေးခြင်းရလောက်အောင်ကိုသဘောကျတဲ့အလုပ်တွေရှိသလားလူတွေရဲ့မကောင်းမြင်တဲ့အမြင်တွေကိုလက်ခံကြည့်ပေးပါလူတွေအများစုကသူတို့ဝေဖန်ခံရမယ့်ကြာရှုံးမဲ့အလုပ်ဆိုရင်မလုပ်ချင်ကြဘူးမိတ်ဆွေလည်းမဖြစ်မနေလုပ်နေစရာမလိုအပ်ပါဘူးမကောင်းတဲ့အတွေ့အကြုံတွေကန့်သတ်ချက်တွေနဲ့ဒုက္ခတွေကိုလက်ခံပါပြီးတော့သူတို့ကိုသင်ယူစရာနေလက်တစ်ခုအနေနဲ့သုံးချပါလူတွေရဲ့မကောင်းမြင်တဲ့ဝေဖန်မှုတွေကိုသင်ကိုယ်သင်ဆရာတက်ကြွစေဖို့အတွက်နဲ့ဘဝရည်ရွယ်ချက်တွေကိုတိုးတက်စေဖို့အတွက်အသုံးချပါရည်ရွယ်ချက်တွေပြည့်နေတဲ့စွမ်းအားတွေကိုစုပ်ယူပါကျွန်တော်တို့ကတခြားလူတွေရဲ့စိတ်အခြေအနေနဲ့စွမ်းအားတွေကိုအတော်လေးထိလွယ်ရှလွယ်ရှိတတ်ပါတယ်ရည်မှန်းချက်မြင့်မြတ်ထားတတ်တဲ့လူတွေနဲ့တွဲပါဘာလို့လဲဆိုတော့သူတို့ကသင်ကိုအကောင်းဆုံးပုံစံတိဆောက်ချင်အောင်ဆရာတက်ကြွမှုကိုဖြစ်စေလို့ပါနေစင်းသွားတဲ့ဘန်းနိုင်တွေအတွက်လေကတိတွေဖန်တီးကြည့်ပါရေရှည်ဘန်းနိုင်တွေကသင်ကိုစိတ်ရှင်းလင်းစေပြီးတော့ဆုံးဖြတ်ချက်တွေကိုခိုင်မာလာစေပါတယ်ရည်မှန်းချက်တွေကြီးလာစေတယ်ပြီးတော့သင်ကိုလည်းစိတ်ခွန်အားတွေပေးပါလိမ့်မယ်ပြဿနာကတော့ဒီရေရှည်ဘန်းနိုင်တွေကသင်ကိုစိတ်ကနာမငြိမ်စိတ်လှုပ်ရှားတာမျိုးကိုဖြစ်စေပါတယ်ဒါကိုဖြေရှင်းနိုင်မှုအတွက်ကတော့သင်ကပို့ပြီးသင်ငယ်ရိုးရှင်းတဲ့လေကတိတွေနဲ့ဘန်းနိုင်တွေကိုလုပ်ပြီးတော့ပိုကြီးတဲ့ဘန်းနိုင်စီကိုရောက်အောင်ဥပဒေသား14ညီညွတ်ကန့်ညီနေခြင်းသဘောတူခြင်းရဲ့ဥပဒေသား1950ခုနှစ်မှာစိတ်ပညာရှင်ဆော်မွန်အက်ရှ်ကအုပ်စုလိုက်စမ်းသပ်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့တယ်သူကပထမဆုံးမြင်းကြောင်းတစ်ခုကိုပြပြီးတော့နောက်ထပ်မြင်းကြောင်း3ခုကိုထပ်ပြပါတယ်အဲဒီနောက်မြင်း3ကြောင်းထဲမှာဘယ်တစ်ကြောင်းကပထမဆုံးမြင်းကြောင်းနဲ့အရှိတူနေတယ်ဆိုတာကိုမေးခဲ့ပါတယ်သူကတယောက်ချင်းစီကိုမေးခဲ့ပြီးတော့တချို့လူတွေကအပြေမှန်မြင်းကိုရွေးနေကြတယ်ဒါပေမဲ့တမင်အပြေမားကိုရွေးအောင်ပြောပြထားတဲ့တခြားလူတွေနဲ့အတူရွေးခိုင်းမယ်ဆိုရင်တော့85%သောလူတွေကအုပ်စုတွေကတခြားလူတွေရွေးတဲ့မြင်းတစ်ကြောင်းကိုရွေးကြတယ်ဒီလိုသဘောတူခြင်းဆိုင်ရာဥပဒေသားအတွက်ဥပမာတွေအများကြီးရှိပါတယ်ကျွန်တော်တို့ရဲ့ဝတ်ပုံစားပုံတွေစားတော့တဲ့အစားအသောက်တွေဝယ်ယူတဲ့ brand တွေကအစကျွန်တော်တို့လူမှုအတိုင်းအဝိုင်းရဲ့လွှမ်းမိုးမှုတွေအပေါ်မှာမူတည်နေပါတယ်သဘောတူကိုက်ညီမှုတွေရှိအောင်နေတယ်ဆိုတာကကျွန်တော်တို့ကအရင်အနေလို့မဟုတ်ဘူးဂျိုးကိုင်ချေလေဖို့လွယ်ကူနေလို့လည်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကအုပ်စုတစ်ခုခုနဲ့သက်ဆိုင်နေတယ်ဆိုတဲ့ယုံကြည်မှုတစ်ခုကြောင့်ပါသင်ငယ်တဲ့တငယ်ချင်းအုပ်စုတွေပဲဖြစ်ဖြစ်ကြီးမားတဲ့အုပ်စုဖြစ်တဲ့နိုင်ငံတကာနိုင်ငံအနေနဲ့ပဲဖြစ်ဖြစ်ပေါ့ဒီလိုအုပ်စုတွေနဲ့ပဲကျွန်တော်တို့ကသက်ဆိုင်နေဆိုတဲ့ခန်းစားချက်ကိုလိုချင်တာကြောင့်သဘောတူကိုက်ညီမှုဥပဒေသားဖြစ်လာတာဖြစ်ပါတယ်ဒီလိုဝန်ဆန့်မှုအတွက်ပြဿနာတစ်ခုကတော့ကျွန်တော်တို့ရဲ့ကြိုးကြောင်းညီညွတ်မှုတွေကိုဆွန့်လွတ်လိုက်ဖို့လိုအပ်တာပါကျွန်တော်တို့ကသဘောတူလျောမှုတွေကိုလုပ်နေကြရတာဖြစ်တဲ့အတွက်
တချို့သဘောတူညီချက်တွေရဲ့ကြိုးကြောင်းစီရင်မှုမရှိတာတွေကိုရှောင်လဲလို့မရနိုင်ပါဘူး။သိလုံးရမှာကပူပေါင်းဆောင်ရွက်မှုသဘောတူညီမှုတွေရဲ့ကြိုးကြောင်းစီရင်မှုမရှိတာတွေကိုလက်ခံရမှာဖြစ်တယ်လို့ကိုယ်တိုင်ရဲ့ကြိုးကြောင်းစီရင်မှုတွေနဲ့လွတ်လပ်မှုတွေကိုလည်းမပြတ်ပြတ်အောင်ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက်စာရေးဆရာ Green ကကျွန်တော်တို့ကိုအစစ်အမှန်အုပ်စုတွေ reality group တွေဖွဲ့ကြဖို့အကြံပေးထားပါတယ်။ရည်ရွယ်ချက်ကတော့ဒီအုပ်စုတွေကိုအကောင်းမြင်ရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းဖို့ဖြစ်ပြီးတော့ကြီးမားတဲ့တစုံတစ်ခုကိုအုပ်စုလိုက်လုပ်နိုင်ကြဖို့အတွက်ဖြစ်ပါတယ်။ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြံပြုချက်ကလေးတွေကိုပြောပြပါမယ်။အကြံပြုချက်1သင်ရဲ့အာရုံစိုက်မှုကိုအကြံဉာဏ်ဤအပေါ်ကိုပဲအာရုံစိုက်ပါ။အကြံဉာဏ်ရှိတဲ့လူတွေပေါ်မှာအာရုံမစိုက်ပါနဲ့။သင်ရဲ့အုပ်စုကိုလည်းဒီလိုပဲလုပ်ဖြစ်အောင်ညွှန်ကြားထားပါ။အကြံပြုချက်2အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ပါ။အဖွဲ့ဝင်တွေကိုအတူတူကအလုပ်လုပ်နေမဲ့အကောင့်ဘက်ဆောင်တဲ့တာဝန်ကိုချပေးပါ။ဒီတာဝန်ကရှင်းရှင်းလင်းလင်းရှိနေပါစီ။ဒီလိုဆိုရင်သင်ဘာလုပ်ချင်တယ်ဆိုတာကိုလူတွေကရှင်းရှင်းလင်းလင်းသိသွားကြမှာပါ။အကြံပြုချက်3မဖြစ်မနေလိုအပ်တဲ့အရာတွေအပေါ်ကိုပဲသင်ရဲ့စိတ်ဆွမ်းအားကိုရင်းနှီးမြှုပ်နှံပါ။သင်လူတွေကိုတာဝန်ခွဲပေးရမှာကိုမကြောက်ပါနဲ့။အကြံပြုချက်4ပေါင်းသင်းဆက်သွယ်ရေးတွေကိုအားပေးပြီးတော့သတင်းအချက်အလက်နဲ့အကြံဉာဏ်တွေကိုလွတ်လွတ်လပ်လပ်စီးဆင်းခွင့်ပြုပါ။သင်မှာသတင်းအချက်အလက်တွေပုံများများရှိလေသင်ကဆုံးဖြတ်ချက်ကောင်းတွေကိုပိုချနိုင်လေပါပဲ။အကြံပြုချက်5လူတွေကသင်ရဲ့စိတ်ခံစားချက်စိတ်လှုပ်ရှားမှုတွေအပေါ်မှာထိလွယ်ရှလွယ်ခံစားလွယ်ကြတယ်။အထူးသဖြင့်သင်ကသူတို့ရဲ့ခေါင်းဆောင်ဖြစ်နေမယ်ဆိုရင်ပေါ့ဒါကြောင့်သင်ကသင်ရဲ့အုပ်စုစီကိုမှန်ကန်တဲ့ခံစားချက်တွေကိုပြသရမှာဖြစ်ပြီးတော့တန်းတူညီမျှမှုမြင်သာလွယ်မှုနဲ့ယုံကြည်မှုတွေကိုတည်ဆောက်အောင်မှာဖြစ်ပါတယ်။ဥပဒေသား15မှန်ကန်မှုမရှိခြင်းအပြောင်းလဲများခြင်းဥပဒေသားလူတွေဆိုတာကခေါင်းဆောင်မှုတွေအပေါ်မှာစိတ်မတင်မကျစိတ်နှောကဖြစ်တာကိုခံစားကြတဲ့တရဝါတွေဖြစ်ကြပါတယ်။ကျွန်တော်တို့ကိုလမ်းညွှန်တာဥဆောင်တာကိုလိုချင်ကြသလိုကိုယ်တိုင်လည်းဆုံးဖြတ်ချင်ကြတယ်။အကာအကွယ်ပေးတာကိုခံချင်ကြသလိုလွတ်လပ်တာကိုလည်းလိုချင်ကြတယ်။သင်ကခေါင်းဆောင်တယောက်ဖြစ်မယ်ဆိုရင်သင်တခုခုမှားသွားတာနဲ့သင်ကိုဆန့်ကျင်မဲ့လူတွေကအမြဲရှိနေတတ်ပါတယ်။ဒါကြောင့်ပိုပြီးကောင်းအောင်ခေါင်းဆောင်နိုင်မှုအတွက်နဲ့အခွင့်အာဏာကိုတေချာဖန်ဆုပ်ထားနိုင်မှုအတွက်နီးပြ6ခုကိုပြောပြပေးသွားပါမယ်။စစ်မှန်မှုသင်ရဲ့လုံနိုင်ခွင့်အာဏာကသင်ရဲ့အမှုချင်း character စီကနေသဘာဝကျကျထွက်လာတာဖြစ်ပါစေ။ခေါင်းဆောင်မျိုးစားတွေအများကြီးရှိနေပြီးတော့သင်ကသင်ကိုယ်ပိုင်နီးလန်းတဲ့ခေါင်းဆောင်တာဖြစ်ရပါမယ်။ခံယူချက်နားတော်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပါစေ။ပြီးတော့သင်ကိုယ်သင်တဲ့တခြားလူတွေကိုကူညီပေးဖို့ကိုပို့ပြီးအာရုံစိုက်ထားပါ။ပြီးတော့ခေါင်းဆောင်ဆိုတာကတာဝန်ယူမှုတာဝန်ခံမှုအတွက်သာဖြစ်ပြီးတော့အခွင့်အရေးယူဖို့အတွက်မဟုတ်ဘူးဆိုတာကိုသတိရနေပါ။ကြည့်မြင်တတ်ခြင်းခက်ခဲတဲ့အခြေအနေတွေမှာဆိုရင်အကြောက်တရားတွေနဲ့ဖိအားတွေကိုကြော်မြင်နိုင်စွမ်းရှိပြီးတော့လူတွေကိုစိတ်ငြင်းညင်းသွားစေဖို့လုပ်ပေးနိုင်တဲ့လူတစ်ယောက်ဖြစ်ပါစေ။ဥဆောင်နိုင်ခြင်းဖြစ်နိုင်တဲ့အလုပ်ကိုကြိုးစားလုပ်ပြပေးပါ။တခြားလူတွေကသင်ကိုနမူနာအဖြစ်ကြည့်ပြီးတော့သင်လိုအစိတ်တစ်ခုဖြစ်လာအောင်လှုပ်ချင်လာကြပါလိမ့်မယ်။မျှတခြင်းယူမိတာတဲ့ပြန်ပေးဖို့ကိုစဉ်းစားပါ။သင်ကအများကြီးယူထားမယ်ဆိုရင်စိတ်မလုံးကြုံမှုကိုဖြစ်စေပြီးတော့လူတွေကသင်ရဲ့အခွင့်အာဏာကိုမေးခွန်းထုတ်လာကြလိမ့်မယ်။ပြောင်းလဲပြင်လွယ်ရှိခြင်းအခြေအနေပေါ်မူတည်ပြီးပြောင်းလဲနိုင်ခြင်းယုံကြည်မှုတွေနဲ့လေးစားမှုတွေအပေါ်မှာတည်ဆောက်မယ်ဆိုရင်သင်ရဲ့အခွင့်အာဏာလုပ်ပိုင်ခွင့်ကအတည်မြဲနေပါလိမ့်မယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှလူတွေကသင်ကိုခင်မမီတော့တဲ့လူတစ်ယောက်အဖြစ်မြင်လာနိုင်ပါတယ်။ဒါကြောင့်သင်ရဲ့ခေါင်းဆောင်မှုကိုခင်တဲ့အညီဖြစ်စေဖို့အတွက်နည်းလမ်းတွေကိုရှာထားသင့်ပါတယ်။ဥပဒေသား16အတင်းကျပ်လှုပ်ခြင်းဒေါသကြီးခြင်းအကြမ်းဖက်တဲ့စိတ်လောတတ်ခြင်းဥပဒေသားကျူးကျော်သိမ့်ပိုက်တာအတင်းကျပ်လှုပ်တာတွေကိုကျွန်တော်တို့ရဲ့မိမိကိုယ်ကိုခုခံရေးအတွက်သုံးချသလိုအစားအသောက်နဲ့နေထိုင်စရာတွေကိုရရှိဖို့အတွက်တိုက်ခိုက်တဲ့နေရာတွေမှာလည်းအသုံးပြုကြပါတယ်။ယနေ့ခေတ်မှာတော့ကျွန်တော်တို့ကအမဲလိုက်ဖို့သားကောင်တွေလူဖို့နေစရာလိုင်းငွေတွေကိုလူဖို့စားရတွေကိုလှုပ်ရှားမလို့တော့ပါဘူး။ဒါပေမဲ့ဒီလိုအတင်းကျပ်အကြမ်းဖက်ပြီးလှုပ်တတ်တဲ့ဗီဇတွေကတော့အခုဒီကျွန်တော်တို့စီမှာချန်ရှိနေပါသေးတယ်။ကျွန်တော်တို့အားလုံးမှာဒီလိုအတင်းကျပ်လှုပ်တတ်ခြင်းတွေရှိနေကြပါတယ်။တကယ်လို့ကျွန်တော်တို့ကအန္တရာယ်တစ်ခုခုနဲ့ကြုံရပြီဆိုရင်ကျွန်တော်တို့စိတ်မလုံခြုံမှုတွေကိုယ့်ဘာသာထိခိုက်လွယ်တယ်လို့ထင်နေတာတွေစတာတွေဖြစ်လာကြပါတယ်။ဒီလိုချိန်တွေမှာကျွန်တော်တို့ကအတင်းကျပ်လှုပ်ချင်လာတယ်၊ရန်လိုလာတယ်ဒါတွေဖြစ်လာပါတယ်။ဒီလိုနဲ့နောက်ကျရင်နာရရစေနိုင်မယ့်အပြုအမူပြောဆိုတွေကိုလုံးမိတတ်ကြပါတော့တယ်။ဒီလိုအကြံပန်းဆန်ပြီးတော့ရန်လိုတတ်တဲ့အမှုချင်းတွေကိုခိုင်တွယ်ဖို့အတွက်အကြံပြုချက်အချို့ကိုပြီးသွားပါမယ်။အကြံပြုချက်1သင်ရဲ့ပတ်ထန်ဖြစ်နေကြသွားနေကြပုံစံတစ်ခုကိုသင်ဘာသာသိနေပါစီ။သင်ရဲ့ရန်လိုတတ်တဲ့အတင်းကျပ်လှုပ်တတ်တဲ့အမှုချင်းတွေကဘာကြောင့်ပေါ်လာရတယ်ဆိုတဲ့အကြောင်းရင်းကိုရှာပါ။ဒါဆိုသင်ကသတိရှိရှိထားပြီးတော့သင်ရဲ့စိတ်ကြီးမှုအကြံဖတ်တတ်မှုစတဲ့အမှုချင်းတွေကိုပြင်ဆင်နိုင်ပါပြီ။မဖြစ်လာအောင်လည်းကာကွယ်နိုင်ပါပြီ။အကြံပြုချက်2သင်ရဲ့ allergy အတင်းအကျပ်မဖြစ်ပြအောင်လှုပ်တတ်တာစိတ်ကြီးတာတွေကိုသင်ဘာသာလက်ခံပါ။ဒီလိုအမှုချင်းတွေကိုဖိနှိပ်ထားမယ်ဆိုရင်သင်အတွက်ဖိအားအကြီးကြီးဖြစ်စေပါလိမ့်မယ်။ဒီလိုဖိအားဖြစ်နေရတာကသင်ကိုထိခိုက်နာကျင်စေပါလိမ့်မယ်။အကြံပြုချက်3သင်ရဲ့ရည်မှန်းချက်တွေကိုတတ်တတ်မတ်ထားပြီးတော့သူတို့ကိုသင်ကြီးထွားဖို့နဲ့တိုးတက်ဖို့အတွက်အသုံးချပါ။အကြံပြုချက်4သင်ကိုသင်တန်တရားဖြစ်တာတွေကိုမိထားလိုက်ပြီးတော့ဆွဲရှိနေပါ။အကြံပြုချက်5သင်ရဲ့ရန်လိုမှုတွေအတင်းကျပ်လှုပ်ချင်တဲ့စိတ်ကိုပြဿနာတွေအပေါ်ကိုပဲထားပါ။အဲ့ဒီကိစ္စမှာပါဝင်နေတဲ့လူတွေအပေါ်ကိုအာရုံမစိုက်ပါနဲ့။သူတို့ကြောင့်ပြဿနာဖြစ်ရသည်ဖြစ်စီမဖြစ်ရသည်ဖြစ်စီသူတို့အပေါ်ကိုမလွှဲချမိပါစေနဲ့။ဥပဒေသားဆက်ခွန်မျိုးဆက်ကွာခြားမှုရဲ့အမြင်ချင်းဥပဒေသားကျွန်တော်ရဲ့မိဘတွေနဲ့ဘိုးဘွားတွေအပြောအရကတော့အရင်ချိန်တွေတုန်းကလူမှုကန့်သတ်ချက်တွေကပိုပြီးတင်းကျပ်ခဲ့တယ်လို့ဆိုပါတယ်။ဘယ်လူကဘာလုပ်ရမလဲဆိုတဲ့လူမှုရေးတာဝန်တွေကိုစီရှိခဲ့ပြီးတော့လူတွေကဘာမှမေးခွန်းမထုတ်ခဲ့ကြဘူး။ဒီအချက်တွေကယနေ့ခေတ်ကဘာကြီးနဲ့မတူနေပါဘူး။ကျွန်တော်တို့ကမိဘတွေစီကနေရခဲ့တဲ့အတွေးအမြင်တွေနဲ့ကျွန်တော်တို့ကိုယ်ပိုင်အတွေးအမြင်တွေနဲ့ယနေ့ခေတ်ကဘာကြီးကိုဖျက်ဆီးနေကြတာဖြစ်ပါတယ်။ဒီလိုနဲ့အရင်မျိုးဆက်တွေနဲ့အယူဆမတူတဲ့အတွေးအမြင်တွေဖြစ်ပေါ်လာပါတယ်။
မတူညီတဲ့အတွေးခေါ်တွေအယူအဆတွေစဉ်းစားတွေးခေါ်ပုံတွေကရခင်မျိုးဆက်တွေနဲ့မတူကြတော့ပါဘူးသင်ရဲ့မျိုးဆက်ရဲ့အယူအဆတွေကိုသင်သေချာနားလည်ထားသင့်ပါတယ်ဒါဆိုရင်သင်မျိုးဆက်ရဲ့ပြဿနာတွေကိုသင်သေချာသိသွားမှာဖြစ်ပါတယ်သင်ကဒါတွေကိုသေချာသိမယ်ဆိုရင်သင်ရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ပြီးတော့အလုပ်တွေလည်းပိုတွင်ကျစေပါလိမ့်မယ်ဒီလိုလုပ်ဖို့အတွက်နည်းဗျူဟာ၅ခုရှိပါတယ်သင်ရဲ့အတိတ်ကိုစိန်ခေါ်ပါသင်ကအသစ်တွေကိုလုပ်ချင်တယ်ဆိုပေမဲ့သင်ကြီးပြင်းလာခဲ့ရတဲ့အတိတ်ဖြစ်ရတဲ့ကြောင့်နောက်ပြန်ဆွဲခံနေရတာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်သင်တုံဆိုင်နေတာနှောင့်နှေးနေရတာတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့သင်ရဲ့မျိုးဆက်ရဲ့အကြောင်းအရာတွေကိုဖော်ပြဖို့အတွက်ကတော့မကြောက်ပါနဲ့အတိတ်ကိုရင်းနှီးအောင်လုပ်ပါလက်ရှိအချိန်နဲ့လည်းရင်းနှီးနေပါစေသင်မျိုးဆက်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုအရင်ကလည်းမျိုးဆက်တွေကလည်းကြုံခဲ့ကြရဘူးပါတယ်အဲ့ဒီအချိန်တွေတုန်းကခေါင်းဆောင်ခဲ့တာကဘယ်သူတွေလဲသူတို့ဘာတွေလုပ်ခဲ့ကြသလဲသူတို့ရဲ့လုပ်ပုံကံမှုတချို့နဲ့အမှတ်သင်္ကေတတွေကိုသင်ပုံစံဖြစ်အောင်ပြောင်းလဲကူးချပြီးအသုံးပြုပါကလေးတုန်းကစိတ်သဘောထားမျိုးနဲ့ပြန်လဲရှင်းသန်ကြည့်ပါသင်ကကလေးဘွားကစိတ်သဘောထားမျိုးနဲ့နေမယ်ဆိုရင်လူတိုင်းကကလေးဘွားကိုပြတ်တန်းခဲ့ကြဘူးတာဖြစ်တဲ့အတွက်သင်ကသူတို့ကိုဆက်ဆံရပိုးလွယ်ကူစေပြီးတော့သင်ရဲ့လုပ်ပုံကံဘက်တွေကသင်နောက်ကိုလိုက်ချင်ကြပါလိမ့်မယ်စိတ်ဓာတ်ကိုအားနေအောင်လုပ်ပါသင်တို့မျိုးဆက်ရဲ့တချို့စိတ်ဓာတ်တွေနဲ့သင်ကကြောက်စားဖြစ်နေတာမျိုးဖြစ်တတ်ပါတယ်ဒါဆိုရင်တော့တိုက်ခိုက်ရမယ့်အစားညင်ညင်သာသာကြိုင်ရတဲ့ဖို့ကိုသင်ယူသင့်ပါတယ်အမြဲလေးလာသင်ယူနေပြီးပြောင်းလဲဖို့အတွက်အစဉ်သင်ဖြစ်နေပါစီကျွန်တော်တို့ကအသက်တွေကြီးလာတာနဲ့အမျှကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေအကြံအစီတွေနဲ့စတိုင်တွေလောက်ကိုင်တဲ့ပုံစံတွေအပေါ်မှာတရားသေးဆွဲကိုင်လာတတ်ကြပါတယ်ပြောင်းလဲပြင်လွယ်ဖြစ်ပြီးတော့မှအမြင်ကျဖို့အတွက်သင်ရဲ့ဘေးပတ်ဝန်းကျင်မှာမတူညီတဲ့မျိုးဆက်တွေကလူတွေကိုထားပါဥပဒေသား18သေဆုံးခြင်းကိုငြင်းခွဲခြင်းဥပဒေသားသင်ကကျောင်းကပေးလိုက်တဲ့အိမ်စာတွေကတမက်နောက်ဆုံးရက်နီးကန်ဒီတရက်အလိုလောက်မှပြီးသွားတာတက်လိုက်ရောက်ခံဒီမှပြီးသွားတာမျိုးကြုံရဘူးပါသလားနောက်ဆုံးတမက်ရက်နာနီးကမှအလုပ်တွေကိုထားလို့ဖို့ဆရာတက်ကြွလာတာတွေရှိတတ်ပါတယ်သေဆုံးခြင်းကိုကျွန်တော်တို့မြင်တဲ့အမြင်ကလေထုံနည်း၎င်းပါပဲကျွန်တော်တို့ရဲ့နောက်ဆုံးကန့်သက်ရက်ကသေဆုံးတဲ့နေ့ပါပဲသေဆုံးခြင်းကိုတွေးမိလိုက်တာနဲ့ကျွန်တော်တို့စိတ်တွေခဏမငြိမ်ဖြစ်သွားတတ်တယ်ဒါကြောင့်သေဆုံးခြင်းဆိုတာကိုဖြစ်နိုင်သလောက်ညှင်းဆန်ခြင်းကြတယ်ဒါပေမဲ့မလွဲမသွေဖြစ်လာမယ့်ကိစ္စဖြစ်တဲ့အတွက်သင်ကဒါကိုမရှိသလိုသဘောထားလို့မဖြစ်နိုင်ပါဘူးကျွန်တော်တို့ကသေခြင်းကိုညှင်းဆန်နေတဲ့အတွေ့အကြုံတွေနဲ့ပဲနေထိုင်မယ်ဆိုရင်ဘဝရဲ့နေ့ရက်တွေကိုပျော်ရွှင်နေမယ့်အစားနေ့ရက်တွေကိုပြောင်းတည်နေသလိုဖြစ်လာပါလိမ့်မယ်တကယ်လို့သင်ကအခုလက်ရှိမှာအသက်30အရွယ်ရှိပြီဆိုရင်နောက်တဲ့နှစ်ပေါင်း30လောက်ပဲလုံနိုင်ကိုင်းနိုင်ရှိတော့မှာဖြစ်ပါတယ်အသက်60နောက်ပိုင်းမှာလူများစုကသူတို့လှုပ်ချင်တာတွေကိုလုံနိုင်ဖို့အတွက်စွမ်းအားနဲ့ဆရာတက်တံမှုတွေသိမရှိနေကြတော့ပါဘူးဒါကြောင့်မဲသင်ကအခုအသက်30ဆိုရင်နောက်တဲ့နှစ်30ကိုပဲသင်ပိုင်ဆိုင်ရတော့မယ်လို့ပြောရခြင်းဖြစ်ပါတယ်ကျန်တဲ့နှစ်30မှာ10နှစ်ကအိတ်ဆက်ခြင်းနဲ့အချိန်ကုန်သွားရပြီးတော့မှ2နှစ်ကတော့အလုပ်သွားတာဖျားကြောင်သွားတာတငယ်ချင်းတွေစီကိုသွားတာစတဲ့ခီးသွားလာမှုတွေအတွက်ဂုံဆုံးသွားပါလိမ့်မယ်ပြီးတော့သင်က2နှစ်လောက်ကိုဖြောပြရေးပျော်ရွှင်ရေးအတွက်အသုံးပြုပြီးအောင်ပါဒါဆိုရင်သင်ကကျန်တဲ့အချိန်တွေကိုတွက်လိုက်ရင်15နှစ်လောက်ပဲကျန်တော့မှာဖြစ်ပြီးတော့မှအဲ့ဒီ15နှစ်နဲ့ပဲသင်လှုပ်ချင်တာတွေကိုလုပ်ရတော့မှာဖြစ်ပါတယ်15နှစ်ဆိုတာကသိချတဲ့အချိန်တော့မဟုတ်ပါဘူးနှစ်တွေဆိုတာကအရင်နေ့ကလိုပဲခံစားလိုက်ရတဲ့အချိန်ကုန်မြန်တဲ့အရာတွေပါတနေ့ပြီးတစ်နေ့ကခဏလေးနဲ့ကုန်ဆုံးသွားပါတယ်ဘဝကြီးကထူထောင်ပါတယ်တစ်ချိန်မှာသေဆုံးရမယ်ဆိုတဲ့အတွေးကသင်ကိုဘယ်အရာတွေကိုဦးစားပေးလုပ်တဲ့နေဆိုတာကိုလမ်းညွှန်သွားပါလိမ့်မယ်တနေ့သေဆုံးရမယ်ဆိုတာကိုလက်ခံနိုင်နေဆိုရင်ဘဝကြီးကိုပိုပြီးပြည့်ပြည့်ဝဝနဲ့အသက်ရှင်နေပါလိမ့်မယ်အလုပ်လုပ်ဖို့အတွက်လည်းဆရာတက်တမှုတွေပိုဖြစ်လာစေပါလိမ့်မယ်သင်ရဲ့လက်ကျန်ကြံရှိနေုံမဲ့အချိန်လေးတွေကိုတွေးကြည့်လိုက်ပြီးတော့မှမသေးခင်မှာသင်ရနိုင်တဲ့အံ့ဩစရာကောင်းတဲ့အတွေ့အကြုံတွေကိုရနိုင်သလောက်ယူသွားသင့်ပါတယ်ကျွန်တော်ပြောပြခဲ့တာတွေကတော့စာရေးဆရာ Robert Greene ပြောပြခဲ့တဲ့အရာတွေပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ